Okay, so Miliki that today I need no. She the Maro General Abraham a jungle a diga target Abraham yet at that go achieve you be no Miliki there yet port 20 general do me Kanzabu Pete. So Abraham at that Napai not and road to Yare. Upramia Matan came Abraham ha. သူ့ရည်ရွယ်ချက်နဲ့သူ့အကြံစီအတွက်ပဲသူကခီးထွက်ခဲ့တာဖြစ်ပြီးဥဖရမြစ်ကိုကျော်လွန်ပြီးနောက်ပိုင်းကျမှသူဟာနေရင်းပြည်နဲ့အဆက်ပြတ်ပြီးမှဖခင်ရဲ့နိုင်ငံတော်ထဲမှာသူလျှောက်လန်းတယ်ဖခင်နဲ့တွာလာခြင်းဆိုတဲ့အသက်တာတင်နိုင်အာဗြဟံကျင့်လေခဲ့တာဖြစ်တယ်ဆိုတော့အာဗြဟံဟာဖခင်နဲ့ပေါင်းဖက်တဲ့အသက်တာကိုလျှောက်လန်းတဲ့အချိန်မှာဖခင်ရဲ့ဇေယိုက်ဖခင်ရဲ့လက္ခဏာဖခင်ရဲ့တဘောတဘာဝတွေသူရဲ့အသက်တာထဲမှာတိုးပွားလာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဖခင်ရဲ့ယဉ်ကျေးမှုဇေယျလက္ခဏာတွေဟာအာဗြဟံရဲ့အသက်တာထဲမှာဖြည့်ပေးခြင်းခံရတယ်ဒါကြောင့်အာဗြဟံရဲ့အသက်တာပြောင်းလဲလာပြီးနောက်ပိုင်းမှာသူရဲ့တိုက်ပွဲတွေကမတူတော့သူအရင်တုန်းကသူ့ဘဝမှာသူရင်ဆိုင်ဖြတ်ကျော်နေတာဟာသူ့လိုအင်ဆန္ဒပြေဝဖို့သူလိုချင်တာရရှိဖို့သူအစဉ်ပြေဖို့သူရဲ့တွေးသားနဲ့ဆိုင်တဲ့တိုက်ပွဲတွေအတွက်သူဟာဥဖရမြင့်မတိုင်ခင်မှာတိုက်လန်ခဲ့တဲ့သူဖြစ်တယ်သူရုန်းကန်နေတာသူအစဉ်ပြေဖို့ပဲတနေ့တနေ့သူအသက်ရှင်နေတာသူ့ဘဝမှာသူလိုချင်တာရဖို့ပဲဒါပေမဲ့ဒီဥဖရမြင့်ကိုထားခဲ့ပြီးနောက်ပိုင်းမှာအာဗြဟံရဲ့အသက်တာထဲမှာဘာကိုရှာတွေ့သွားတယ်လဲဆိုရင်နိုင်ငံတော်ကိုရှာတွေ့သွားတယ်အရိဘေကဖခင်ရဲ့အုပ်ဆိုးခြင်းဖခင်ရဲ့အာနာဇက်ရှိတဲ့အသက်ရှင်နေထိုင်မှုတစ်ခုကိုအာဗြဟံတွေ့ကြုံခံစားရပြီးမှသူရဲ့အထဲမှာဖခင်ရည်ရွယ်ချက်ပြည့်စုံဖို့အတွက်သူကအသက်ရှင်သက်လာတာဟာသူရဲ့အသက်တာဒုတိယပိုင်းဖြစ်တယ်ဆိုတော့အာဗြဟံရဲ့အသက်တာအထဲမှာကျွန်တော်တို့မီလခိဇေဒက်ဆိုတဲ့အကြောင်းအရာကဘယ်မှာတွေ့ရတယ်လဲဆိုရင်ဥဖရမြစ်ကိုကျော်လွန်ပြီးမှသူကမီလခိဇေဒက်ရဲ့မဆာခြင်းနဲ့ဂျေဇုပြုခြင်းနဲ့နှစ်သိမ့်ခြင်းနဲ့ကောင်းကြီးပေးခြင်းကိုသူကဒုတိယပိုင်းကျမှခံစားရတာဖြစ်တယ်သူဥဖရမြစ်ကိုမကျော်မချင်းသူရဲ့အသက်တာပထမပိုင်းမှာမီလခိဇေဒက်ပေါ်ထွန်းခြင်းမရှိဘူးဥဖရမြစ်နားမှာသူအသက်ရှင်စဉ်ကာလပတ်လုံးသူရဲ့အသက်တာမှာမီလခိဇေဒက်ရဲ့မဆာခြင်းကိုသူမမြင်တွေ့မခံစားရဥဖရမြစ်ကိုကျော်လွန်ပြီးမှဖျားနဲ့လုံးလုံးလျားလျားတွာလာတဲ့အချိန်ကြမှာမီလခိဇေဒက်ရဲ့မဆာခြင်းကောင်းကြီးပေးခြင်းတွေကိုသူကခံစားရတာဖြစ်တယ်ဒါကျွန်တော်တို့ရဲ့အသက်တာအတွက်လည်းဒါဟာအရေးကြီးတယ်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ကကိုယ်တွေးသားလိုအင်ဆန္ဒတွေပြေဝဖို့အသက်ရှင်နေတွေးကတော့မီလခိဇေဒက်ရဲ့မဆာခြင်းဂျေဇုဆိုတာကျွန်တော်တို့နဲ့မဆိုင်ကျွန်တော်တို့လိုအင်တွေပြည့်စုံဖို့ကျွန်တော်တို့ရုန်းကန်နေကြတယ်ကျွန်တော်တို့လိုချင်တာတွေရဖို့ကျွန်တော်တို့အသက်ရှင်နေကြတယ်ဆိုတွေ့ရတော့မီလခိဇေဒက်ဆိုတဲ့ခရစ်တော်ရဲ့မဆာခြင်းကိုကျွန်တော်ရဲ့အသက်တာထဲမှာမြင်တွေ့လာစရာမရှိဘူးဒါကြောင့်ကျွန်တော်တို့ဟာပြောင်းလဲဖို့လိုတယ်ဥရာမျိုးကနေထွက်လာခဲ့တဲ့အာဗြဟံဟာဥဖရမြစ်ကိုထားခဲ့ပြီးမှအသက်သက်ပြောင်းလဲလာတယ်လို့ပဲကဲတင်ခြင်းရပြီးတဲ့ကျွန်တော်တို့ဟာကဲတင်ခြင်းရောက်ပြီးတဲ့ကျွန်တော်တို့ဟာဖခင်ရဲ့ခေါ်တော်မူခြင်းခံရတဲ့ကျွန်တော်တို့ဟာကိုစုပ်ကင်ထားတဲ့နေရင်ပြီးကိုမဖြစ်မနေနော်စုပ်ကင်ထားတဲ့ကိုရဲ့ဥဖရမြစ်ကိုကထားခဲ့မှသာလျှင်ဒီနေ့ခရစ်တော်ရဲ့မဆာခြင်းခရစ်တော်ရဲ့မီလခိဇေဒက်အခန်းကဏ္ဍကနေမဆာတဲ့ဂျေဇုတော်ကိုကျွန်တော်တို့ခံစားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့မြင်ရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမီလခိဇေဒက်အဓိကပေါ်ထွန်းလာတဲ့ဇလန်လေးကိုကျွန်တော်တို့ကြည့်မယ်နော်အဲ့ဇလန်ကဘာလဲဆိုရင်အာဗြဟံနဲ့လောသခွဲခွာသွားပြီးနောက်ပိုင်းလောသကကျွန်တော်တို့အားလုံးသိတယ်တောတုံနဲ့ဂေါမောရမှာနေတယ်တောတုံနဲ့ဂေါမောရဟာဘာလုပ်တဲ့နေရာလဲဆိုရင်စစ်ပြိုင်တဲ့နေရာဖြစ်တယ်စစ်ပြိုင်ခြင်းတောတုံနဲ့ဂေါမောရအပါဝင်သူတို့ပါဝင်ပေါင်းဖက်ထားတဲ့မဟာမိတ်9နိုင်ငံရှိတယ်တောတုံဂေါမောရပါဝင်တဲ့မဟာမိတ်က9နိုင်ငံကြံတစ်ဖက်မှာသူတို့ရဲ့ရန်သူကမဟာမိတ်4နိုင်ငံရှိတယ်မင်းကြီး4ပါးသူတို့ကကျတော့5ပါး
ရှင်ဘရင်၅ပါးပေါင်းထားတဲ့မဟာမိတ်တစ်ဖွဲ့နဲ့ရှင်ဘရင်၄ပါးပေါင်းထားတဲ့မဟာမိတ်ဒီနှစ်ဖွဲ့ဟာဘာလို့ကြတယ်လဲဆိုရင်စစ်ပြိုင်ကြတယ်စစ်ဆိုတဲ့အရာကိုဘလို့ကျင်းပါတယ်လဲပြိုင်ပွဲတစ်ခုလို့ကျင်းပါတယ်နော်မတော်တဆတိုက်ခိုက်တဲ့တိုက်ပွဲမျိုးမဟုတ်ဘူးစစ်ဆိုတဲ့အရာကိုရှင်ပြိုင်မှုတစ်ခုအနေနဲ့ကိုရှင်ပြိုင်တဲ့ယဉ်ကျေးမှုအနေနဲ့ကိုသူတို့ကကျင်းပတဲ့နော်စစ်အုပ်စုတွေဖြစ်ကြတယ်ဆိုတော့ဒီပြိုင်ပွဲထဲမှာဘသူကပါသွားပြီးမှရောရှက်ပါဝင်တယ်လဲဆိုရင်လောတကပါရောရှက်ပါဝင်တယ်သူမီခိုတဲ့တောတုံဂေါမောရာကဒီပြိုင်ပွဲထဲမှာရှိတဲ့အတွက်လောတနဲ့မိသားစုဟာလည်းပဲဒီပြိုင်ပွဲထဲမှာသူကဝင်ရောက်သွားရတယ်ဆိုတော့ဒီစစ်ပွဲရဲ့နိုင်ချင်းရှုံးချင်းဆိုတာဒီမြို့မှာနေတဲ့ဒီနိုင်ငံမှာနေတဲ့သူတွေထပ်တူထပ်မြခံစားရတဲ့အရာတွေဖြစ်တယ်ဆိုတော့လောတကဘာခံစားရတယ်လဲဆိုရင်အဲ့ဒီတောတုံဂေါမောရာရဲ့စစ်ရှုံးခြင်းအကျိုးကိုသူလည်းရောထွေးပြီးခံစားရတယ်ပြိုင်နေတာကတောတုံနဲ့ဂေါမောရာဖြစ်ပေမဲ့ကိုကမပြိုင်ရင်တော့အဲ့ဒီပြိုင်ပွဲနဲ့ဆိုင်တဲ့အဝိုင်းအဝန်းထဲမှာကိုရောက်နေတာဖြစ်တဲ့အတွက်အဲ့ဒီပြိုင်ပွဲရဲ့ရလဒ်ကိုကျွန်တော်တို့ကရောထွေးပြီးခံစားရเสียရှိတယ်ဒါဘာရဲ့သဘောလဲဆိုရင်ဒီလောကရဲ့သဘောဖြစ်တယ်ဒီလောကမှာပြိုင်ပွဲရှိတယ်เนาะဒီလောကကျွန်တော်တို့အားလုံးသိတယ်လောကမှာဂုံပြိုင်ယာဒူးပြိုင်စီးပွားပြိုင်အာနာပြိုင်ပကာဒနာပြိုင်เนาะလောကမှာဒါလောကရဲ့ယဉ်ကျေးမှုဖြစ်တယ်လောကမှာရှိတဲ့လူတိုင်းကပြိုင်ဆိုင်နေကြတယ်စီးပွားပြိုင်ကြတယ်ကားပြိုင်ကြတယ်ပိုင်ဆိုင်မှုတွေပြိုင်ကြတယ်အလှအပပြိုင်ကြတယ်အဝတ်အစားပြိုင်ကြတယ်ပြိုင်ဆိုင်မှုအများကြီးရှိတယ်ဒါကလောကယဉ်ကျေးမှုပဲအဲ့ဒီလောကယဉ်ကျေးမှုထဲမှာကျွန်တော်တို့ကတွားပြီးမိခိုအသက်ရှင်ရင်အဲ့ဒီပြိုင်ပွဲရဲ့စိန်ခေါ်မှုတွေကျွန်တော်တို့ဘဝထဲမှာရောက်ရှိလာတယ်ဆိုတော့ဒီလောကသားတွေကပြိုင်တာကသူတို့ရဲ့တဘာဝပဲလောကသားတွေပြိုင်တာကသူတို့ရဲ့တဘာဝပဲเนาะကျွန်တော်တို့social media မှာဆိုရင်တော့မှเนาะတချို့ကပြိုင်စရာရှာရင်ဘာတော့ပြိုင် like တောင်ပြိုင်တယ်ငါက like ပဲတစ်ခုနင်က like ပဲတစ်ခုပေါ့အမျိုးမျိုးတော့ပြိုင်ဆိုင်မှုတွေပြောချင်တာပါဆိုတော့ကလောကကတော့လောကရဲ့သဘောတဘာဝနဲ့လောကရဲ့ယဉ်ကျေးမှုအတိုင်းဂုံပြိုင်ကြမှာပဲကျွန်တော်တို့ကပြိုင်ရမယ့်သူတွေမဟုတ်ကျွန်တော်တို့ကပြိုင်ရမယ့်သူတွေမဟုတ်ဒီလောကကဒီပြိုင်နေတဲ့တောတုံနဲ့ဂေါမောရာပေါ်မှာတွားပြီးမှမိခိုအသက်ရှင်တဲ့အခါမှာအဲ့ဒီပြိုင်ဆိုင်မှုရဲ့ effect ပြိုင်ဆိုင်မှုရဲ့စိန်ခေါ်မှုတွေသူကကြုံရတယ်လို့အဲ့ဒီပြိုင်ဆိုင်မှုရဲ့အရှုံးအမြတ်ကိုလည်းလောတနဲ့မိသားစုဟာရင်ဆိုင်ရတယ်တောတုံနဲ့ဂေါမောရာဆစ်ရှုံးသွားတဲ့အခါရှင်ဘရင်၄ပါးကအဲ့ဒီရှင်ဘရင်၅ပါးကိုအနိုင်ရသွားတဲ့အခါမှာရှင်ဘရင်၅ပါးနဲ့ဆိုင်တဲ့ကျွန်းတရိษံဥစ္စာပစ္စည်းတွေကိုရန်သူရှင်ဘရင်၄ပါးကတိမ်းသွားတဲ့အချိန်ဘသူကပါသွားလဲဆိုရင်လောတနဲ့မိသားစုကပါဖန်ဆီးခြင်းခံရတဲ့စစ်တုံပန်းဖြစ်ရတဲ့ရန်သူရဲ့လက်ထဲမှာတိမ်းသွားခြင်းခံရတယ်အဲ့ဒီရင်းကိုအာဗြဟံကကြားဒီရင်းကိုအာဗြဟံကကြားတဲ့အခါမှာအာဗြဟံကပြီးခဲ့တဲ့အပတ်မှာလည်းကျွန်တော်ပြောခဲ့တယ်အာဗြဟံကမနေနိုင်ဘူးဆုတောင်းပေးနေုံပဲဝတ်ပြေုံမြတ်တာအာဗြဟံကငါသူလောတအတွက်ငါဝမ်းနေတယ်ဆိုပြီးဆုတောင်းပေးနေုံပဲအာဗြဟံမဖြစ်နေဘူးအာဗြဟံကဒီရန်သူလက်ထဲကနေသူလောတကိုပြန်ကယ်ဖို့အတွက်အဲ့ဒီညမှာပဲညတွင်ချင်းပဲနော်နောက်တစ်နေ့တော့မကူဘူးညတွင်ချင်းပဲသူ့အိမ်မှာမွေးထားတဲ့ကျွန်း318ယောက်ကိုခေါ်318ယောက်ကိုခေါ်ပြီးမှညတွင်ချင်းစစ်သွားတိုက်တယ်အရန်အံ့ဩဖို့ကောင်းတယ်အဲ့ဒါကဘာလဲဆိုရင်ဖယားရဲ့ဇယိုက်လက္ခဏာဖြစ်တယ်အာဗြဟံကသူလောတအကွယ်အကာမဲ့နေတာဖန်သွားခံရတဲ့အမှုအရာကဲကူရာမဲ့နေတဲ့အခြေအနေကိုမြင်တွေ့ခံစားရတဲ့အခါမှာသူ့အထဲကနေလောတကိုကဲလွတ်ဖို့
စစ်ပွဲတွေကိုဘဒူးမှမခိုင်းပဲနဲ့သူထပ်သွားတယ်ဘဒူးမှမခိုင်းဘူးเนาะဒီစကားလုံးကျွန်တော်နည်းနည်းလေးထပ်ပြောပြချင်တယ်ဖယားကအာဗြဟံကိုမခိုင်းဘူးလောသကိုကယ်ပါလို့ကောင်းကင်တမန်နဲ့လည်းလာမပြောဘူးအာဗြဟံကိုနိုင်ကိုကသူ့ရဲ့အထဲမှာပွက်ထနေတာကပါလေလောသအတွက်တိုက်ပွဲဝင်မယ်လောသကိုကယ်လွတ်ခြင်းပေးမယ်လောသကိုကယ်လွတ်ခြင်းပေးဖို့အာဗြဟံဟာအဲ့ဒီညမှာစစ်ပွဲကိုပြင်ဆင်ခဲ့အဲ့ဒီလိုပြင်ဆင်ခဲ့တဲ့အကြောင်းရင်းဟာတစုံတစ်ယောက်ကစီခိုင်းလို့မဟုတ်သူ့အထဲမှာမနေနိုင်လို့အဲ့ဒီလိုမနေနိုင်ရတဲ့အကြောင်းရင်းကဘာလဲဆိုရင်ဖခင်ရဲ့ယဉ်ကျေးမှုဖြစ်တယ်ဖခင်ရဲ့ယဉ်ကျေးမှုဖြစ်တယ်ကျွန်တော်တို့အာဗြဟံအသက်တာဖဏပိုင်းနဲ့ပြန်နှိုင်းရှင်ကြည့်ပါအာဗြဟံဟာဥရမြို့မှာနေတော့ကသူ့မှာမျောလင့်ချက်မဲ့ခဲ့သားသမီးရဖို့သူ့မှာဘာမှမျောလင့်စရာမရှိခဲ့သို့တော့ဖခင်စကားရောက်လာတဲ့အခါဖခင်ရဲ့ခေါ်ခြင်းခံရတဲ့အခါမှာအာဗြဟံဟာမျောလင့်ချက်မဲ့ရာကနေသူ့မှာမျောလင့်ချက်ရှိလာဖခင်ကသူ့ကိုမျောလင့်ချက်ပေးတယ်မျောလင့်ချက်လုံးဝမရှိခဲ့တဲ့အာဗြဟံဖခင်ကြောင့်ပဲသူ့မှာမျောလင့်စရာရှိလာခဲ့တယ်အဲ့ဒါဘုရားရဲ့မေတ္တာကြောင့်လေဖခင်ရဲ့မေတ္တာကြောင့်ဖခင်ကျေးဇူးကြောင့်ဖြစ်တယ်အခုလောသမျောလင့်ချက်မဲ့တဲ့အချိန်မျောလင့်ချက်မဲ့တဲ့အချိန်သူကဘာတူလဲဒီအချိန်မှာလောသကမျောလင့်ချက်မဲ့နေတာဒီမျောလင့်ချက်မဲ့နေတဲ့လောသကိုအာဗြဟံရဲ့အထဲမှာမျောလင့်ချက်ပေးဖို့အတွက်အာဗြဟံကမနေနိုင်ဘူးချက်ချင်းထသွားတယ်ဆိုတော့ကျွန်တော်မြင်ရတယ်ဘဒုသူ့ကိုဆက်ဆံတယ်လို့ပဲလေဖယားသူ့ကိုဆက်ဆံတယ်လို့ပဲအာဗြဟံကသူ့လောသပေါ်မှာဆက်ဆံလောသသူ့ကိုဘလို့ဆက်ဆံလဲအဲ့ဒါအရေးမကြီးဘူးလောသသူ့ကိုဘလို့သဘောထားတယ်လဲအဲ့ဒါအရေးမကြီးဘူးလောသသူ့ကိုကျေးဇူးကမ်းသလားမကမ်းဘူးလားအဲ့ဒါအဓိကမကြောက်လောသသူ့ကိုဘလို့သဘောထားတယ်လဲဒါကအဓိကမကြဘဲနဲ့အာဗြဟံရဲ့အသက်တာထဲမှာဒီနေ့လောသကိုဆက်ဆံတဲ့ဆက်ဆံရေးဒီဘဒုရဲ့ဆက်ဆံရေးလဲဆိုရင်သူ့ကိုဖျားဆက်ဆံတယ်လို့မျိုးသူ့ကိုဖျားမြင်တယ်လို့မျိုးသူ့ကိုဖျားသဘောထားတယ်လို့မျိုးအာဗြဟံကဘဒုကိုသဘောထားတယ်လေဆိုရင်လောသကိုပြန်ပြီးသဘောထားတယ်ဒါဘာရဲ့သဘောလဲဆိုရင်ကျွန်တော်တို့ယုံကြည်သူတယောက်အသက်ရှင်ရမယ်ပုံစံဖြစ်တယ်ဘဒုကတင့်ကိုဘယ်လိုဆက်ဆံလဲအဲ့ဒါအရေးမကြီးဘူးဘဒုကတင့်ကို negative နဲ့ဆက်ဆံတယ်လဲ positive နဲ့ဆက်ဆံတယ်လဲဒါကအရေးမကြီးဘူးဘဒုကတင့်ကိုမြောက်ပြီးဆက်ဆံတယ်လဲနှိတ်ချပြီးဆက်ဆံလဲဒါကအရေးမကြီးဘူးအဲ့ဒါကဘဒုဘဝတင့်ကိုဘယ်လိုဆက်ဆံတယ်လဲဆိုတဲ့အရာပေါ်မှာတင်နဲ့ကျွန်တော်ကပြန်လဲတုတ်ပြန်ခြေပါအသက်ရှင်ဖို့မဟုတ်တင်နဲ့ကျွန်တော်အသက်ရှင်ရမယ့်ပုံတံကဘာလဲဆိုရင်တင့်ကိုဖျားဘလို့ဆက်ဆံတယ်လဲအဲ့ဒါပဲအရေးကြီးတယ်ကျွန်တော်တို့ကိုဖျားဘလို့ဆက်ဆံလဲကျွန်တော်တို့ကေကူယာမဲ့နေတဲ့အချိန်မှာဖျားကကျွန်တော်တို့ကိုကယ်တင်ခြင်းပေးခဲ့တယ်ကျွန်တော်တို့မျောလင့်ချက်မဲ့နေတဲ့အချိန်မှာဖျားကကျွန်တော်တို့ကိုမျောလင့်ချက်ဖြစ်စေခဲ့တယ်ကျွန်တော်တို့လမ်းပြောင်းနေတဲ့အချိန်မှာဖျားကကျွန်တော်တို့ကိုမျောလင့်ချက်ပေးခဲ့တယ်လမ်းခင်းပေးခဲ့တယ်အကွယ်ကာမဲ့နေတဲ့အချိန်မှာဖျားကကျွန်တော်တို့ကိုကွယ်ကာခဲ့တယ်ဖျားကျွန်တော်တို့ကိုကွယ်ကာတာဟာကျွန်တော်တို့ရဲ့အကျင့်ပေါ်မှာမမူတည်ဘူးဖျားရဲ့ဖြစ်ခြင်းပေါ်မှာမူတည်တယ်ဟုတ်လားကျွန်တော်တို့ကောင်းလို့ဖျားကျွန်တော်တို့ကိုကျေးဇူးပြုတာမဟုတ်ဘူးဖျားကောင်းလို့ဖျားကျွန်တော်တို့ကိုကျေးဇူးပြုတာဖြစ်တယ်ကျွန်တော်တို့မှန်လို့ဖျားကကျွန်တော်တို့ကိုကျေးဇူးပြုတာမဟုတ်ဘူးဖျားကသူ့ရဲ့တစ္ဆာတော်အတိုင်းသူ့ရဲ့ဂယုဏတော်အတိုင်းကျွန်တော်တို့ကိုကျေးဇူးပြုတာကျွန်တော်တို့ရဲ့အကျင့်ပေါ်မူတည်ပြီးဖျားကကျွန်တော်တို့ကိုဆက်ဆံတာမဟုတ်ဖျားရဲ့ဖြစ်ခြင်းပေါ်မှာမူတည်ပြီးမှပဲဖျားကကျွန်တော်တို့ပေါ်မှာဆက်ဆံခဲ့တာဖြစ်တယ်အဲ့တော့ဒီအသက်ရှင်ခြင်းဟာအခုဘုရုစီမှာဖြစ်တည်လာလဲဆိုရင်အာဗြဟံစီမှာဖြစ်တည်လာလောသဘလို့အခြေအနေရှိတယ်လဲလောသသူ့ကိုဘလို့ထားခဲ့တာလောသကသူ့ကိုတောထဲမှာဘလို့ပြစ်ထားတာလောသကသူ့ကိုနော်သူနဲ့နေတော့ကတော့ကောင်းစားသွားပြီးမှသူ့ကိုတောထဲမှာတယောက်တည်းပြစ်ထားခဲ့တယ်ဆိုတော့ဒီအခြေအနေတွေလောသသူ့ကိုဘလို့ဆက်ဆံတယ်လဲဆိုတဲ့အရာတွေကိုအာဗြဟံမသိဘူးမမှတ်ဘူးသူဘာပဲမှတ်တယ်လဲသူ့ဖျားဘသူဖြစ်တယ်လဲသူရောသ
ဒူဖြစ်တယ်လေငါကိုဂျေဇုပြုတဲ့ဖခင်ဟာဘယ်လိုဖခင်လဲငါကိုဖခင်ကဘယ်လိုဖြစ်စေတယ်လဲအဲ့ဒီကိုယ့်ရဲ့ဖြစ်ခြင်းနဲ့ပဲအာဗြဟံဟာအဲ့ဒီနေ့မှာသူလောတာကိုဆက်ဆံခဲ့တယ်ညီမတို့တင့်ကိုဘယ်လိုလူတွေဆက်ဆံဘယ်လိုပုံစံနဲ့ဆက်ဆံလဲအဲ့ဒါအရေးမကြီးဘူးတင်နဲ့ကျွန်တော်ဆက်ဆံရမှာကကိုယ်ပဲသူဖြစ်တယ်လေဆိုတဲ့အရာနဲ့ပဲကျွန်တော်တို့ကသူတို့ဘာကိုဆက်ဆံရမှာဖြစ်တယ်နော်ဖခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ပြောရင်တော့ဖခင်ကိုချစ်တဲ့အတိုင်းပဲကိုကသူတို့ဘာကိုချစ်ဖို့ဖြစ်တယ်နော်အဲ့ဒီသူတို့ဘာကကိုဘယ်လိုမြင်တာသူတို့ဘာကကိုဘယ်လို negative ပြောတာသူကငါ့ကိုဘယ်လိုစောင်းပြောတာစသဖြင့်သူတို့ဘာကိုပေါ်မှာဘယ်လိုဆက်ဆံပြုမှုလှုပ်ဆောင်တယ်လဲဆိုတဲ့အရာပေါ်မူတည်ပြီးကျွန်တော်တို့ကသူတို့ဘာကိုဆက်ဆံရတာမဟုတ်ဘဲနဲ့ကိုဖျားဘယ်လိုဆက်ဆံတယ်လဲကိုဖျားဘယ်လိုမြင်တယ်လဲကိုဖျားဘယ်လိုချစ်တယ်လဲဆိုတဲ့ဖျားကိုဆက်ဆံတဲ့အတိုင်းကိုကသူတို့ဘာကိုဆက်ဆံမှကျွန်တော်တို့ယုံကြည်သူအသက်တာဟာမှန်ကန်ခြင်းရှိတယ်ကိုနဲ့ဆက်ဆံတော်သူကိုနဲ့အမျှချစ်ပါဆိုတာကိုဖျားချစ်တယ်လို့ပဲကိုနဲ့ဆိုင်တဲ့သူကိုချစ်ဖို့ဖြစ်တယ်နော်အဲ့ဒီသူကကိုဘယ်လိုသဘောထားတယ်လဲအဲ့ဒီအရာပေါ်မှာကျွန်တော်တို့ကတုတ်ပြန်ပြီးအသက်ရှင်ရတာမဟုတ်ဘူးကိုဘယ်လိုဖျားဘယ်လိုဆက်ဆံတယ်လဲဆိုတာပေါ်မှာပဲကျွန်တော်တို့ကသူတို့ဘာကိုအဲ့ဒီဆက်ဆံခြင်းနဲ့ပဲပြန်ဆက်ဆံဖို့အရေးကြီးတယ်အခုလောတဘေးဥပတ်ကြရောက်တဲ့အချိန်မှာအာဗြဟံဟာအဲ့ဒီနေတွင်ချင်းပဲစစ်တိုက်ပွဲတွေဝင်ဖို့အတွက်အာဗြဟံထသွားတယ်ဆိုတဲ့အမှုရာဒီသူ့ရဲ့အထဲမှာဒီဆုံးဖြတ်ချက်ဖြစ်လာစေတာဟာဖခင်ရဲ့ဇေယျလက္ခဏာသူ့အသက်တာထဲမှာပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလဲရအဲ့ဒီနေရာမှာနောက်တစ်ချက်အာဗြဟံကလေဘာလုပ်လဲဆိုကျွန်318ယောက်ကိုခေါ်တယ်နော်ကျွန်318ယောက်အဲ့ဒီကျွန်တွေဟာကျွန်တော်တို့အကြီးချင်းနည်းနည်းကြည့်အောင်ကျွန်လို့ပြောရင်အာဗြဟံခေါ်လာတာခဲ့တာဟာနော်အလုပ်လုပ်ဖို့ဒီကျွန်တွေဟာစိုက်ပျိုးရေးလုပ်တတ်တယ်ဒီကျွန်တွေဟာမွေးမြူရေးလုပ်တတ်တယ်ဒီကျွန်တွေဟာရေခတ်နဲ့ထင်းခွေမဲ့ကျွန်နဲ့ဆိုင်တဲ့အမှုအရာတွေကိုပဲကျွမ်းကျင်တဲ့သူတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီညမှာညတွင်ချင်းစစ်တိုက်မယ်လေပြောရောကျွန်318ယောက်ကအစင်သင့်ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်တကယ်တော့ကျွန်ဆိုတာကျွန်ပါပဲစစ်သားမဟုတ်ပေမဲ့အခုအာဗြဟံရဲ့ကျွန်တွေကစစ်တိုက်လို့ရတဲ့အကြောင်းရင်းကနံပါတ်1ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိတယ်လို့စိတ်ပိုင်းဆိုင်ရာမှာလည်းကြံ့ခိုင်ခြင်းရှိအာဟာရပြည့်ရုပ်ပိုင်းဆိုင်ရာမှာစစ်တိုက်ဖို့အတွက်သူကအည်အချင်းပြည့်မိတယ်လို့စိတ်နှလုံးပိုင်းဆိုင်ရာမှာလည်းနာခံခြင်းအမိတ်ကိုနာခံခြင်းဆိုတဲ့စစ်ဖက်ဆိုင်ရာတက်ကြွခြင်းစီကံရှိခြင်းတွေကျွန်တော်တို့တွေ့ရနော်စစ်တိုက်မယ်ပြောပြီးဖျို့ဖျဲဖြစ်နေဘလို့မှစစ်တိုက်လို့အဆင်ပြေပါမဟုတ်အဲ့တော့ဒီအာဗြဟံရဲ့ကျွန်တွေဟာအာဗြဟံရဲ့အိမ်မှာမွေးဖွားတဲ့သူတွေဖြစ်တယ်မိမိအိမ်၌ဖွား၍ပြုစုသောကျွန်လို့အာဗြဟံအဲ့ဒီကျမ်းစာမှာဖော်ပြထားတယ်မိမိအိမ်၌ဖွားရုံပဲမဟုတ်ဘူးအာဗြဟံကဘာလုပ်ထားလဲပြုစုထားတယ်ညီမတို့ကျွန်တော်တို့အသက်တာထဲမှာဘာနားလဲရလဲဆိုရင်ကိုကောင်းကြီးခံစားရတာကတော့ဖခင်ကျေးဇူးကြောင့်ပါအာဗြဟံဘဝမှာတင့်ကိုငါကောင်းကြီးပေးမယ်တင့်ကိုငါလူမျိုးကြီးဖြစ်စေမယ်တင်ဤနာမကိုငါကြီးမြတ်စေမယ်လို့အာဗြဟံကိုဖခင်ကောင်းကြီးပေးခဲ့တာဟာအာဗြဟံရဲ့အကျင့်ပေါ်မှာမမူတည်ဘူးဖခင်ရဲ့ကျေးဇူးနဲ့မေတ္တာအားဖြင့်ပဲဖခင်ဂတိပေးခဲ့တာဖြစ်တယ်ဒါဆိုရင်အာဗြဟံကောင်းကြီးရခြင်းဟာအာဗြဟံစီကံရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးအာဗြဟံအကျင့်ကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ဘူးအာဗြဟံဖခင်စကားသိခြင်းမသိခြင်းနဲ့မဆိုင်ပဲဖခင်ရဲ့မေတ္တာနဲ့စေတနာပေါ်မှာပဲမူတည်ပြီးမှဖခင်ကဂတိပေးခဲ့တာဖြစ်တယ်အဲ့တော့ကိုကောင်းကြီးခံရတာဟာကိုအကျင့်ကောင်းလို့မဟုတ်ပေမဲ့အာဗြဟံရဲ့အသက်တာမှာဘလို့အသက်မရှင်ခဲ့ဘူးလဲဆိုရင်စီးမဲ့ကမ်းမဲ့အသက်မရှင်ခဲ့ဘူး
အာဗြဟံကြွယ်ဝတာဟာသူ့အကျင့်နဲ့မဆိုင်အာဗြဟံလုံခြုံတာဟာသူ့အကျင့်နဲ့မဆိုင်ဘူးဖခင်ဂျေဇုကြောင့်ဖြစ်တယ်တိုးတော်လဲဂျေဇုခံရတဲ့အာဗြဟံဒီဂျေဇုတော်ပဲဆိုပြီးမှသူ့မှာရှိတဲ့ကောင်းကြီးသူ့မှာရှိတဲ့ကျွန်သူ့မှာရှိတဲ့ဥစ္စာပစ္စည်းတွေကိုဂျေဇုတော်ကိုအလွဲသုံးပြီးအာဗြဟံဟာပြစ်စလက်ခအသက်မရှင်ခဲ့ဖယိုဖယဲအသက်မရှင်သူ့ကျွန်ကိုသူကဘာလုပ်ထားလဲပြုစုတယ်ကျွန်ကိုပြုစုထားစနစ်တကျကြွေးမွေးတယ်စနစ်တကျလေ့ကျင့်ပေးတယ်အမိတ်နာခံတတ်အောင်လေ့ကျင့်ပေးတယ်ကျမ်းမာရေးကောင်းမွန်အောင်လေ့ကျင့်ပေးတယ်စီးနဲ့ကန်းနဲ့နေသက်ထိုင်သက်ဖို့အတွက်လေ့ကျင့်ပေးတယ်မိမိအိမ်၌ဖွာသောကျွန်ကိုကောင်းကြီးရတာကတော့ကျေးဇူးတော်ကြောင့်ဖြစ်ပေမဲ့ကိုမှရှိလာတဲ့ကောင်းကြီးတွေကိုသူတပါအတွက်ကောင်းကြီးဖြစ်စေဖို့အတွက်သင်နဲ့ကျွန်တော်ဟာကိုယ့်ရဲ့ကောင်းကြီးတွေကိုတရားပြုစုဖို့လိုတယ်ကိုမှရှိတဲ့ကြွယ်ဝခြင်းဟာကိုအကျင့်နဲ့မဆိုင်ဘူးဆိုတာမှန်ပေမဲ့ကျေးဇူးတော်ကြောင့်ရလာတဲ့ကောင်းကြီးမင်္ဂလာတွေကိုကျွန်တော်တို့ကသူတစ်ပါးကိုပြန်လည်ပြီးကောင်းကြီးဖြစ်စေဖို့အတွက်ကျွန်တော်တို့ကိုဖျားပေးတဲ့ကြွယ်ဝခြင်းကောင်းကြီးမင်္ဂလာတွေကိုကျွန်တော်တို့ကတေးသေးချာချာစနစ်တကျစီကံရှိရှိယိုသေးကင်တွယ်အသုံးပြုဖို့လိုတယ်ကိုမှမော်တော်ဆိုင်ကယ်ရှိရင်ဆိုင်ကယ်ကိုကျွန်တော်တို့ကပြုစုဖို့လိုတယ်ကိုမှငွေကြေးရှိရင်ငွေကြေးကိုပြုစုဖို့လိုတယ်ကိုမှသားသမီးရှိရင်သားသမီးကိုပြုစုဖို့လိုတယ်ကိုမှလုပ်ငန်းရှိရင်လုပ်ငန်းကိုပြုစုဖို့လိုတယ်အဲ့ဒါဖျားပေးတဲ့ကောင်းကြီးပဲဖျားပေးတဲ့ကောင်းကြီးကိုကစနစ်တကျပြုစုတော်အားဖြင့်သူတို့ဘာကိုကောင်းကြီးပေးဖို့ကိစ္စအမှုအရာမျိုးရောက်လာတဲ့အခါမှာကျွန်တော်တို့မှာရှိတဲ့ကျွန်တွေဟာအဆင်သင့်ဖြစ်လိမ့်မယ်နော်ဖျားခင်ကိုအချိန်တွေပေးထားတယ်အိတ်ချိန်အိတ်ရမယ့်အချိန်ရှိတယ်စားမယ့်အချိန်ရှိတယ်အနားယူရမယ့်အချိန်ရှိတယ်နားရမယ့်အချိန်မှာအနားယူဖို့လိုတယ်အလုပ်လုပ်ရမယ့်အချိန်မှာလုပ်ဖို့လိုတယ်ကျန်းမာရေးလိုက်စားရမယ့်အချိန်မှာကျန်းမာရေးလိုက်စားဖို့လိုတယ်ကိုယ့်ရဲ့အချိန်တွေကိုကိုကစီကံတကြအသုံးပြုခြင်းအပြင်ကိုယ့်ရဲ့အသက်တာမှာကျမ်းမာခြင်းလန်းဆန်းခြင်းနဲ့ခွန်အားစိတ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာကျမ်းမာခြင်းရှိခြင်းအပြင်ကျွန်တော်တို့ဟာသူတစ်ပါးအတွက်စစ်မှုကိုရင်ဆိုင်ရတဲ့အခါသူတစ်ပါးအတွက်တိုက်ပွဲဝင်ရတဲ့အခါသူတစ်ပါးကိုကောင်းကြီးပေးဖို့အတွက်ကျွန်တော်တို့မှာရှိတဲ့အချိန်အစွမ်းဘဏ္ဍာတွေဟာဒီနေ့ခိုင်ခန့်လာဖို့ရှိတယ်။တို့မဟုတ်ရင်ဖျားပေးထားတဲ့ကျွန်တွေကိုကျွန်တော်တို့ကစနစ်တကျမပြုစုဘူးဖျားပေးထားတဲ့ဘဏ္ဍာတွေကိုကျွန်တော်တို့ကစနစ်တကျမပြုစုဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ဘာကိုကယ်လို့ချင်းပေးဖို့အတွက်အချိန်ရောက်လာတဲ့အခါကျွန်တော်တို့မှာအဆင်သင့်မရှိတော့အာဗြဟံကရန်သူဖမ်းသွားပြီဆိုတဲ့ကြားတာနဲ့အာဗြဟံလောတာကိုရန်သူဖမ်းသွားပြီဆိုတာကြားတာနဲ့အာဗြဟံကတိုက်ပွဲထဲသွားဖို့အတွက်ချက်ချင်းသူ့ရဲ့ကျွန်တွေကိုအသုံးပြုလို့ရတဲ့အခြေအနေရှိနေတာဟာသူ့ရဲ့ကျွန်တွေကိုသူစနစ်တကျပြုစုထားတယ်ကိုမှသားသမီးရှိရင်ကျွန်တော်တို့ကသားသမီးကိုစနစ်တကျတုံတင်ဖို့လိုတယ်သားသမီးတွေကိုကျမ်းမာရေးစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးဆိုင်ရာပညာရေးဆိုင်ရာအကိစ္စအဝဝကိုကျွန်တော်တို့ကတေချာပြုစုမှသာလျှင်ကိုယ့်ရဲ့သားသမီးအားဖြင့်လူမျိုးတွေကကောင်းကြီးဖြစ်စေဖို့အတွက်ကျွန်တော်တို့ကပြန်ပြီးမှအစီခံနိုင်မှာဖြစ်တယ်။ခါလေကျွန်တော်ဘဝမှာဖျားပေးတဲ့အချိန်တွေအစွမ်းတွေဘန်နာတွေကိုကျွန်တော်တို့စနစ်တကျအသုံးမပြုရင်ကျွန်တော်တို့ရရှိတဲ့အရာတွေဘာဖြစ်သွားလဲဆိုရင်တော့ရန်သူခိုးသွားခြင်းခံရနော်တိုက်ပွဲဝင်တော့မယ်ဆိုတဲ့အခါမှာဘိုက်နာနေတာမျိုးဘာလို့ဘိုက်နာနေရလဲနော်ခောက်ဆွဲ6တွေပဲစားပြီးမှဘိုက်နာသွားတယ်ဖြစ်တတ်တယ်လေနော် ready made တွေပဲစားပြီးမှတကယ်တမ်းအတင်းတော်နဲ့ဆိုင်တဲ့အမှုတွေအစီခံရတော့မယ်ဆိုရင်ကျွန်တော်တို့မှာနော်ကျမ်းမာရေးချူချာသွားတာမျိုးတွေဖြစ်တတ်တယ်တင်တန်းလုပ်မယ်ဆိုရင်အချိန်ကမရှိတော့ဘာကြောင့်လဲရှိတဲ့အချိန်တွေကိုကျွန်တော်တို့ကနော်တခြားနေရာမှာဖြုံးလိုက်တယ်အဲ့တော့တင်တန်းမှာမပါဝင်နိုင်တော့ဘူးဘာဖြစ်လို့လဲအချိန်ပိုဆင်းနေရလို့အားလက်ရက်တွေကိုဖြုံးမိသွားလို့တကယ်နှုတ်ကပတ်တော်ခံရမယ့်အချိန်မှာကျွန်တော်တို့အချိန်မပေးနိုင်ကြတော့ဘာကြောင့်ဒီလူတွေဖြစ်သွားကြလဲကိုဖျားပေးတဲ့အချိန်အစွမ်းဘန်နာတွေကိုကျွန်တော်တို့က
စီကံတကြအတုံးမပြုတဲ့အခါမှာစစ်မှုထမ်းဖို့အတွက်စစ်သေးကိုတွားဖို့အတွက်ကျွန်တော်တို့အစဉ်တဲ့မဖြစ်တော့ဘူးဆိုတာကျွန်တော်နားလည်ရတယ်ဒါကြောင့်ကိုယ့်ကိုဖျားပေးတဲ့ကျွန်းဆိုတာအချိန်အစွမ်းပန်တာကိုဆိုလို့တယ်ကိုယ့်ကိုဖျားပေးထားတဲ့ငယ်ရွယ်ခြင်းနှုပြိုခြင်းဝင်ငွေပိုင်ဆိုင်မှုအဝတ်အစားတစ်စုံရှိရင်တစ်စုံလုပ်ငန်းတစ်ခုရှိရင်တစ်ခုဆိုင်ကယ်တစ်စီးရှိရင်တစ်စီးကိုယ့်ကိုဖျားပေးတဲ့ဘန်နာတွေကိုကျွန်တော်တို့စနစ်တကျပြုစုသောအဖြစ်ကိုယ်နဲ့ဆက်ဆိုင်တဲ့သူတွေအမှုရောက်တဲ့အခါပူလောင်နေတဲ့အခါဒုက္ခရောက်တဲ့အခါမှာကျွန်တော်တို့ကကယ်လွတ်ခြင်းပေးဖို့အတွက်ကျွန်တော်ရဲ့အချိန်စွမ်းဘန်နာတွေကိုကျွန်တော်တို့စီကံတကျအသုံးပြုဖို့အရေးကြီးတယ်နော်စီကံတကျအသုံးပြုဖို့လိုတယ်ကောင်းကြီးရဖို့အတွက်ကတော့ကျွန်တော်တို့အကျင့်နဲ့မဆိုင်ဘူးဖရားမေတ္တာနဲ့ပဲဆိုင်တယ်တိုးတော်လဲကိုယ်မှာရှိတဲ့ကောင်းကြီးသူတို့ဘာအတွက်ဖြစ်သွားဖို့ဆိုတာကတော့သင်ဟာကိုယ့်ရဲ့အချိန်အစွမ်းဘန်နာတွေကိုတေချာဂရုစိုက်ဖို့အရေးကြီးတယ်ဆိုတော့အာဗြဟံကအဲ့ဒီညမှာတိုက်ပွဲထဲကိုရောက်သွားတော့တိုက်ပွဲထဲမှာကျွန်တော်တို့သိတယ်နိုင်သွားတယ်ရှင်ဘုရင်၄ပါးကိုအာဗြဟံကနိုင်သွားတယ်အာဗြဟံကတကယ်တော့စစ်မတိုက်တော့အာဗြဟံကတကယ်တော့စစ်မရင်ဆိုင်ဘူးအာဗြဟံကစစ်နဲ့ဆိုင်တဲ့အတွေ့အကြုံမရှိဘူးလက်နဲ့မရှိဘူးလူအင်အားမရှိဘူးအတွေ့အကြုံမရှိဘူးဒါပေမဲ့နိုင်ဘာကြောင့်နိုင်တယ်လဲအာဗြဟံဖက်ကနေဖယားကစစ်တိုက်တော်ကြောင့်ဖြစ်တယ်အဲ့ဒီညမှာအာဗြဟံကတိုက်ပွဲထဲကိုသာတွားလိုက်တာသူ့ကိုယ်သူလက်နဲ့မရှိမှန်းသူမသိဘူးသူ့ကိုယ်သူအင်အားမရှိမှန်းသူမသိဘူးသူ့မှာရှိတဲ့အတွေ့အကြုံဟာတိုက်ပွဲအတွက်မလုံလောက်မှန်းသူမသိဘူးလွယ်ပြောရင်အာဗြဟံကအဲ့ဒီညမှာတိုက်ပွဲကြောင့်သူကိုယ်တိုင်သေသွားနိုင်တယ်ဆိုတဲ့အခြေအနေသူမသိဘူးသူဘာပဲသိလဲသူသိတာသူလောကအန်ဒီရဲ့ကြာရောက်နေတာပဲသူသိတာဒီနေ့ကျွန်တော်ဘဝတက်တာထဲမှာနော်သူများဒုက္ခကိုပဲကိုကသိတာကိုဒုက္ခကိုမသိဘူးသူများရဲ့ပြဿနာကိုပဲစဉ်းစားနေတာကိုပြဿနာဘာလဲဆိုတာကိုမေ့နေအဲ့ဒါယုံကြည်သူရဲ့ပြဿနာယုံကြည်သူရဲ့အသက်တာပဲယုံကြည်သူဆိုတာကိုဒုက္ခကိုမေ့ပြီးသူများဒုက္ခကိုပဲတတိယပေးတတ်တယ်တကယ်ယုံကြည်သူအစ်စ်ပြောတာပါနော်ယုံကြည်သူအစ်စ်မှန်ဖခင်သားသမီးအစ်စ်မှန်ဆိုတာလူတော်များများကတော့ကိုဒုက္ခကိုပဲဒုက္ခလို့ထင်ကြတာလေနော်လူတော်များဘတ်ငွေကြီးပြဿနာရှိနေအောင်မနေ့ပြဿနာဘယ်လောက်ကြီးလို့လဲငါပြဿနာပူကြီးတာမျိုးစသဖြင့်လူတိုင်းကကိုဒုက္ခကိုပဲဒုက္ခလို့ထင်ကြတာကြီးပဲဒါပေမဲ့အာဗြဟံရဲ့အသက်တာမှာသူဒုက္ခကိုသူမေ့နေသူပြဿနာကိုသူမေ့သူအန္တရာယ်ကိုသူမေ့သူမှမလုံလောက်ဘူးဆိုတာသူမေ့နေသူဘာပဲတတိယလဲလောတခမညာတနာပါတယ်လောတခမညာအကွက်အကာမဲ့နေရှာတယ်လောတခမညာအန္တရာယ်ကြာရောက်နေတယ်လောတမှာရှိတဲ့ပိုင်ဆိုင်မှုတွေအားလုံးရန်သူတိမ်သွားတယ်ဆိုတော့စိုးရိမ်ခြင်းပူပန်ခြင်းတွေကပဲအာဗြဟံရဲ့အထဲမှာပူလောင်နေတယ်လောပြောရရင်တော့အာဗြဟံကလေသူလောတကိုသာတတိယတာသူ့ကိုသူမေ့နေတယ်သူလောတခက်ခဲတာပဲသူမြင်တာသူခက်ခဲတာသူမေ့နေတာသူလောတအန္တရာယ်ကြာရောက်မှာပဲသူစိုးရိမ်နေတာသူ့ကိုသူစိုးရိမ်ဖို့မေ့နေတယ်အတိတ်ပဲပြောပြချင်တယ်ယုံကြည်သူအသက်တာဆိုတာကလေဖျားခေါ်ခြင်းခံရတဲ့ယုံကြည်သူရဲ့အသက်တာဆိုတာသူတို့ဘာအတွက်စဉ်းစားရင်ကိုမေ့လျော့သွားဖို့ဖြစ်တယ်သူတို့ဘာရဲ့ပု္ပ္ပစာကိုစဉ်းစားပြီးရင်သူတို့ဘာရဲ့ပြဿနာကိုစဉ်းစားပြီးရင်သူတို့ဘာရဲ့လိုအပ်ချက်အတွက်တတိယပြီးရင်ကိုယ့်ရဲ့လိုအပ်ချက်ကိုမေ့လျော့သွားဖို့ဖျားလို့ရှိတယ်ကိုယ့်ရဲ့လိုအပ်ချက်အဲ့တော့ကျွန်တော်တို့ရဲ့ပူလောင်မှုဟာကျွန်တော်တို့ရဲ့အတ္တအတွက်မဟုတ်တော့ကျွန်တော်တို့ရဲ့ပူလောင်မှုဟာသူတစ်ပါးငြိမ်ဝှက်ခြင်းရဖို့ဖြစ်သွားနော်
ကိုဒုက္ခကိုပဲဒုက္ခလို့ထင်ရင်တော့နော်ဟင်းမကောင်းရင်လည်းဒုက္ခပတ်စံမရှိရင်လည်းဒုက္ခတွေ့တယ်မြအားလုံးကဒုက္ခမနဲ့မိုးလင်းတာနဲ့ပူလောင်မှုပဲဟိုဟာလဲပူရဒီဟာလဲပူရညီကောင်မတို့ကိုယ်မှာရှိတဲ့အရာတွေကိုလိုက်ကြည့်ရင်တော့အကုန်လုံးကပူစရာတွေကြီးပဲအာဗြဟံကလေလောသရဲ့အခြေအနေနဲ့လောသရဲ့အမှုအရာကိုကြည်ပြီးသူ့ရဲ့ပူလောင်မှုကိုသူမေ့သွားတယ်မပူဘူးလားပူတယ်အာဗြဟံပူတာကသူ့အပူကြောင့်သူပူတာမဟုတ်ဘူးသူနဲ့ဆက်ဆိုင်တဲ့သူအတွက်သူပူလောင်တာပဲရှိတယ်ယုံကြည်သူရဲ့အသက်တာထဲမှာကိုကမစားရလို့ပူရတယ်ဆိုတာမရှိဘူးသူမစားရမှာဆိုလို့ပူတဲ့အပူမျိုးပဲကျွန်တော်တို့မှာရှိဖို့လိုတယ်နော်ကိုမခံစားလိုက်ရမှာဆိုလို့ပူတဲ့အပူမျိုးကျွန်တော်တို့မှာမရှိတဲ့သူမခံစားရမှာဆိုတဲ့ပူလောင်မှုမျိုးတော့ကျွန်တော်တို့မှာရှိဖို့လိုတယ်အဲ့ဒီလိုပူလောင်ခြင်းဟာအာဗြဟံရဲ့အသက်တာထဲမှာအဲ့ဒီနေ့တိုက်ပွဲထဲကိုရောက်ဖို့အတွက်သူကိုမဖြစ်မနေနိုးဆော်သွားဆိုတော့အာဗြဟံကလောသအတွက်စဉ်းစားပြီးအလုပ်လုပ်နေတဲ့အချိန်မှာအာဗြဟံရဲ့နောက်ွယ်မှာဖယားကအာဗြဟံကိုအလုပ်လုပ်ပေးနေအံ့ဩစရာကောင်းတယ်အာဗြဟံကတူလောသအတွက်ပူလောင်နေတဲ့အချိန်မှာအာဗြဟံနောက်ကျောမလုံတာကိုဘသူကပဲပူတယ်လဲဆိုရင်ဖယားကပူပေးတယ်အာမင်ညီမတို့သင်ဟာသူတို့ဘာအတွက်ပူလောင်ပေးနေတဲ့အချိန်မှာသင်အတွက်ဖယားစိတ်ပူပေးနေတယ်သင်ဟာသူတို့ဘာအမှုကိစ္စအတွက်စိုးရိမ်ပေးနေတဲ့အချိန်မှာသင်ကိုသင်စိုးရိမ်ဖို့မေ့နေရင်တော့ဖယားသင်ကိုမမေ့ဘူးနောက်တစ်နည်းနဲ့ပြောမယ်နော်ဆရာကြီးဟက်ဆန်တေလာပြောတဲ့စကားတစ်ခွန်းရှိတယ်ကျွန်တော်အရင်သဘောကျသူဘာပြောလဲဆိုရင်ဖယားနီလန်းကိုဖယားအလုတ်ကိုဖယားနီလန်းနဲ့လုပ်ရင်ဖယားတခင်စွန့်ပစ်မှာဘယ်တော့မှကြောက်เสียမလို့ဖယားအလုတ်ကိုဖယားနီလန်းနဲ့လုပ်ရင်အဲ့ဒီသူကိုဖယားစွန့်ပစ်မယ်လို့ဘယ်တော့မှကြောက်เสียမလို့ဖယားဘယ်တော့မှမစွန့်ဘူးဒီနေ့လောသပူလောင်နေတဲ့အခြေအနေကိုအာဗြဟံကမြင်တွေ့ပြီးမှကဲတင်ခြင်းအမှုပြုတယ်စစ်တိုက်ခြင်းအမှုကိုပြုတယ်ဖယားရဲ့စိတ်တော်နဲ့လှုပ်ဆောင်နေတဲ့အာဗြဟံကိုဖယားကပြစ်မထားဘူးဖယားကအာဗြဟံရဲ့အနောက်ွယ်ကနေအာဗြဟံမမြင်တဲ့နေရာကနေအာဗြဟံနားမလည်တဲ့နေရာကနေအာဗြဟံကိုဖယားကပံ့ပိုးပြီးတယ်ခွန်အားအစွမ်းပံ့ပိုးပြီးတယ်စစ်မတိုက်တတ်ပဲစစ်တိုက်တာစစ်နိုင်တာအံ့ဩဖို့ကောင်းတယ်စစ်တိုက်တတ်လို့စစ်တိုက်တာမဟုတ်ဘူးစစ်မတိုက်တတ်ပဲစစ်တိုက်တာစစ်အောင်တယ်ဘာကြောင့်လဲကျေးဇူးတော်ကြောင့်ဖြစ်တယ်အာဗြဟံရဲ့နောက်မှာဖယားရှိတယ်အဲ့တော့စစ်အသက်ဆိုတဲ့အရာကနော်စစ်မှုထဲမှာတင်ရတာမျိုးကျွန်တော်တို့အားလုံးသိတယ်နော်အေဂုတ်တုပြည်ကနေထွက်လာတဲ့ဣသရေလလူမျိုးတွေခါနန်ပြည်ကိုဖျားပို့တဲ့အခါမှာလေခါနန်ပြည်မှာဖျားကရန်သူ9မျိုးကိုထားတယ်ရန်သူ9မျိုးကိုဖျားထားတယ်ဘာအတွက်လဲလို့ကျမ်းစာရေးတယ်ဆိုရင်စစ်အသက်ကိုမတိတဲ့သူတွေစစ်မှုကိုမတိတဲ့သူတွေတဲ့စစ်အသက်ကိုတင်စေခြင်းကထာဝရဘုရားခြံထားတော်မူသောရန်သူတဲ့ကြည့်နော်ဖခင်ကရန်သူထားပေးတာတဲ့ဣသရေလလူမျိုးတွေကိုဘာကိုတင်ဖို့လဲစစ်အသက်ကိုတင်ဖို့တဲ့ဘယ်လိုလူတွေကိုစစ်အသက်တင်ပါလဲစစ်မှုကိုမတိသောသူတွေကိုတဲ့စစ်အသက်ကိုတင်ပေးတာဖခင်ကရန်သူအစစ်တွေနဲ့တင်ပေးတာနော်ရန်သူအစစ်တွေနဲ့တင်ပေးတာဆိုတာကစစ်အသက်ကိုတင်ခဲ့တဲ့ဒီဣသရေလလူတွေဟာစစ်တိုက်တက်လို့စစ်တိုက်တာမဟုတ်ဘဲနဲ့စစ်တိုက်ရင်းနဲ့မှစစ်တိုက်သွားတတ်ကြတာ
ဖယားလေ့ကျင့်ပေးခြင်းဖြစ်တယ်အတိတ်ပဲပြောပြခြင်းနဲ့လောသအတွက်အာဗြဟံကကဲတင်ခြင်းပေးတာဟာလောက်တက်လို့လောက်တာမဟုတ်ဘူးလောက်ရင်းနဲ့မှလောက်တက်လာတာစစ်တိုက်ရင်းနဲ့မှစစ်တိုက်တက်လာတာအစီခံရင်းနဲ့မှအစီခံတက်သွားတာသူတို့ဘာကိုကူညီခြင်းလွန်းလို့ကူညီရင်းနဲ့မှကူညီတက်သွားတာကူညီတက်လို့ကူညီတဲ့သူတော့မရှိဘူးကူညီရင်းနဲ့ပဲကူညီရင်းနဲ့ပဲကူညီတက်သွားတာအလုတ်အကျွေးပြုတ်ရင်းနဲ့ပဲလှုပ်ပေးတက်သွားတာကျွန်တော်ဘဝမှာလည်းအဲ့ဒါအများကြီးတွေ့ကြုံခံစားဖူးတယ်ကျွန်တော်အရင်တော့စမ်းစာမတင်တတ်သူတို့ဘာဝေငှပါဆိုဘာဝေငှမှမသိဘူးဟုတ်အစတုန်းကဒါပေမဲ့ဝေငှကျင်တာဝေငှရင်းနဲ့မှဝေငှတက်သွားတာစမ်းစာတင်ရင်းနဲ့မှစမ်းစာတင်တက်သွားတာစစ်တိုက်ရင်းနဲ့မှစစ်တိုက်တက်သွားတာကျွန်တော်ဟိုလေးတင်တန်းနေကျွန်တော်မတက်ဘူးကျန်းစာတင်ကျွန်တော်ကျန်းစာဘယ်လိုတင်ရမလဲဆိုတင်တန်းလဲကျွန်တော်မသိဘူးကွန်ပျူတာဆိုတဲ့ဒီလိုပဲကွန်ပျူတာနဲ့ဘယ်လိုအလုပ်လုပ်ရမလဲကျွန်တော်တခါမှတင်တန်းမတက်ဘူးဒါပေမဲ့သူတို့ဘာရဲ့ပု္ပ္ပစာတွေကိုဖြည့်ရှင်းရင်းနဲ့ပဲကျွန်တော်ကကွန်ပျူတာလုပ်တက်လာသူများပြဿနာတွေကိုဖြည့်ရှင်းရင်းနဲ့ပဲကျွန်တော်လည်းပြဿနာတွေကိုနားလည်လာကျွန်တော်ကစစ်တိုက်တက်လို့စစ်တိုက်တဲ့သူမဟုတ်စစ်တိုက်ရင်းနဲ့မှပဲစစ်တိုက်တာတက်သွားတာဖယားကကျွန်တော်ကိုပါရမီပေးတယ်အကြီးအချင်းပေးတယ်အဲ့ဒါကျွန်တော်အကျင့်မဟုတ်ဘူးကျွန်တော်ထဲကနေလှုပ်ပေးနေတဲ့ဖယားကျေးဇူးကြောင့်ပဲဖြစ်တယ်ဒီနေ့အာဗြဟံလည်းထုံလေး၎င်းပဲလက်နဲ့မရှိဘဲနဲ့စစ်တိုက်တာလူအင်အားမရှိဘဲနဲ့စစ်တိုက်တာအတွေ့အကြုံမရှိဘဲနဲ့စစ်တိုက်တာဟာအာဗြဟံရဲ့နောက်ွယ်မှာအာဗြဟံဘာလို့တလဲဆိုတာဖယားသိတယ်အာဗြဟံဘာလို့အချက်ရှိတယ်လဲဖယားမြင်တယ်အာဗြဟံကိုလိုအပ်သမျှဖယားကမျက်စိနဲ့မမြင်ရတဲ့နောက်ွယ်ကနေပန့်ပိုးပေးနေတယ်ပါရမီဖြည့်ပေးနေတယ်ဆိုတော့အာဗြဟံတိုက်ပွဲထဲမှာခံစားနော်ဂျေဇုတော်ဆိုတာအဲ့ဒီဂျေဇုတော်ကတိုက်ပွဲထဲမှာခံစားရတယ်ဂျေဇုတော်နော်ကျွန်တော်တို့ကလူတော်များဒီနေ့စစ်မှုကိုစဉ်းစားတဲ့အခါမှာအကုန်လုံးကအစင်သင့်ဖြစ်ပြီးမှပဲတိုက်ပွဲဝင်ချင်ကြတာများဘယ်လိုလူမျိုးလဲဆိုရင်ကျွန်တော်တို့ဂေါလိယလိုလူမျိုးပေါ့နော်လက်နက်တွေစုံမှသူများစိန်ခေါ်ခြင်းတဲ့လူမျိုးတွေလေနော်နဖူးမှလည်းခါဗာနဲ့ရင်အုပ်တစားနဲ့ခြေစွပ်နဲ့ဒိုင်းနဲ့ခပန်းနဲ့လန်နဲ့ဒုတ်တွေဓားတွေလန်တွေနဲ့အပြည့်အစုံဝတ်ပြီးမှဘာလုပ်ကြလဲမိုက်တဲ့ကောင်ထွက်ခဲဆိုမှစိန်ခေါ်တက်ကြတာမျိုးလေနော်လူတော်များဒီလိုပါပဲကို့မှာလိုအပ်ချက်မရှိအောင်ပြင်ဆင်ပြီးမှတိုက်ပွဲဝင်ကြတာများဒါပေမဲ့ယုံကြည်သူကကြတော့အဲ့လိုမဟုတ်ယုံကြည်သူကကြတော့တိုက်ပွဲထဲရောက်ပြီးမှပဲဘလို့တိုက်ရမလဲဆိုတာဖခင်ကတင်ပေးတာလုပ်ငန်းတွေရောက်ပြီးမှပဲဘလို့အစီခံရမလဲဆိုတာဖခင်ကတင်ပေးတာအဲ့ဒါအံ့ဩဖို့ကောင်းတယ်ကျွန်တော်တို့ယုံကြည်သူတွေအသက်တိုက်ပွဲဝင်ရခြင်းအစီခံလုပ်ငန်းကိုပြောတာပါကျွန်တော်ဒီနေ့ပြောတဲ့တိုက်ပွဲကအစီခံလုပ်ငန်းကိုဆိုလိုခြင်းဖြစ်တယ်ကျွန်တော်တို့မှာလုံလောက်စွာပြင်ဆင်ပြီးမှကျွန်တော်တို့ကအလုပ်လုပ်ရတဲ့သူတွေမဟုတ်ဘူးလှုပ်ရင်နဲ့မှပဲမလှုပ်ပဲမနေနိုင်လို့လှုပ်ရာကနေဖခင်ကကိုလိုအပ်တဲ့အည်အချင်းပါရမီတွေကိုတိုးစေတာစစ်တိုက်ရင်းနဲ့မှဘယ်လိုတိုက်ရမလဲဆိုတာနားလည်လာတာကျန်းစာတင်ရင်းနဲ့မှဘာတင်ရမလဲဆိုတာနားလည်လာတာသူတို့ဘာကိုဝေမျှရင်းနဲ့မှဘာဝေငှရမလဲဆိုတာဖခင်ကိုဖြည့်ပေးတာသူတို့ဘာကိုဝေမျှရင်းနဲ့ကိုလေရေလောင်းခြင်းအကျိုးကိုခံစားရတယ်သူတို့ဘာကိုတိဆောက်ရင်းနဲ့ပဲကိုတိုင်လဲတိဆောက်ခြင်းခံရတယ်သူတို့ဘာကိုစိုက်ပျိုးရင်းနဲ့ပဲကိုတိုင်လဲစိုက်ပျိုးခြင်းခံရတဲ့အခါမှာကျွန်တော်ရဲ့အသက်တာကတဖြည်းဖြည်းတိုက်ပွဲထဲမှာပဲတိုးပွားလာနော်တိုက်ပွဲထဲမှာပဲတိုးပွားလာအာဗြဟံကတိုက်ရင်နဲ့မှသူ့အထဲမှာဘယ်လိုစစ်တိုက်ရမလဲဆိုတာဖခင်ကအရေးအချင်းပေးခက်ခဲပါတယ်တိုက်ပွဲတိုက်ရတာခက်ခဲပါတယ်တိုက်ပွဲတိုက်ရတာပင်ပန်းပါတယ်တိုက်ပွဲတိုက်ရတာအန္တရာယ်များပါတယ်ဒါပေမဲ့အဲ့ဒီတိုက်ပွဲထဲမှာ
ဖယားအတူပါရှိခြင်းကြောင့်အာဗြဟံရဲ့အသက်တာထဲမှာကယ်လွတ်ခြင်းခံစားရတယ်သူတစ်ပါးကိုကယ်လွတ်တဲ့အာဗြဟံဟာသူကိုယ်တိုင်ကယ်လွတ်ခြင်းခံစားသူတစ်ပါးကိုကြွေးမွေးတဲ့အာဗြဟံဟာသူကိုယ်တိုင်ဖယားရဲ့ကြွေးမွေးခြင်းခံစားတယ်သူတစ်ပါးကိုတိဆောက်တဲ့အာဗြဟံဟာသူကိုယ်တိုင်တိဆောက်ခြင်းခံစားတယ်ဒါကိုတုတ်တန်ဆရာဘာပြောလဲဆိုရင်သူတစ်ပါးကိုရေလောင်းတော်သူဟာတဲ့ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရတယ်ဆိုတာဒီအတိတ်ပဲမျိုးเนาะဒီအတိတ်ပဲမျိုးသူတစ်ပါးကိုရေလောင်းတယ်ဆိုတာပို့လို့လောင်းတာမျိုးမဟုတ်ကိုယ်မှလည်းဒါပဲရှိတယ်ဒီကျွန်း318ယောက်ဒါအကုန်ပဲနောက်တန်းမှာဘာမှမချန်ထားဘူးနောက်တန်းမှာဘာမှမချန်ထားဘူးဒါအကုန်ပဲရှေ့တန်းနောက်တန်းခွဲเสียမရှိဘူးသူ့မှာဒါအကုန်ပဲဒါအကုန်နဲ့ပဲတွားပြီးအလုတ်လုတ်လိုက်တာဒီ318ယောက်သာသေရင်တွားပြီးသူလည်းဘဝပြက်သူမိသားစုလည်းဘဝပြက်ရှေ့တန်းထွက်တဲ့သူလည်းဘဝပြက်နောက်တန်းထွက်တဲ့သူလည်းဘဝပြက်ပဲတခါလေကျွန်တော်တို့ဧဝံဂေလိခီးစဉ်တွားရင်အဲ့လိုပဲအကုန်ပဲဒီအိမ်ကနေထွက်သွားတာဒါအကုန်ပဲအိမ်မှာဘာမှမချန်ထားဘူးအိမ်ကသားသမီးတွေဘာမှစားဖို့မကြံဘူးဒီလမ်းစိတ်အကုန်ပဲဒါပေမဲ့လည်းတိုက်ပွဲသွားရင်းနဲ့ပဲတိုက်ပွဲမှာလိုအပ်တာအားလုံးကိုဖခင်ကမဆတယ်လို့ဒီအိမ်မှာလိုအပ်တဲ့အရာကိုလည်းဖခင်ကပဲနောက်ွယ်နေမဆတာမျိုးဖြစ်တယ်ဆိုတာကကျွန်တော်တို့ကစစ်တိုက်ကျွမ်းကျင်တဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ကလွယ်လွယ်ပြောရင်ညံကောင်းတဲ့သူတွေမဟုတ်အာဗြဟံလိုပဲညံမကောင်းကျွန်တော်တို့နော်အာဗြဟံကိုဖခင်ကဘာပြောလဲဆိုရင်မင်းကောင်းကင်ကိုကြည့်တယ်ကောင်းကင်ကိုကြည့်ပြီးကျယ်တွေကိုရေတွက်နိုင်ရင်ရေတွက်ပါတဲ့အာဗြဟံကိုဖခင်ကခိုင်းတဲ့အခါမှာအာဗြဟံကကျယ်တွေကိုရေတွက်လိုက်တယ်နော်အာဗြဟံကောင်းကင်ကကျယ်တွေကိုရေတွက်လိုက်တာအာဗြဟံအုံနောက်တွေမကောင်းတော့အာဗြဟံအုံနောက်တွေပြတ်သွားဒါကြောင့်စစ်တိုင်ဘယ်လောက်ရမလဲ तू မတွက်တတ်တော့လူအင်အားဘယ်လောက်သုံးရမလဲ तू မတွက်တတ်ဘူးအာဗြဟံတာညံကောင်းလို့ရှိရင်စစ်တိုင်မှာမဟုတ်ဘူးစဉ်းစားကြည့်ဒီနေ့ညံကောင်းတဲ့ခရိယန်တွေကစစ်တိုက်ဖို့ပြင်းတယ်ဘာကြောင့်လဲသူကညံကောင်းလွန်းတဲ့အတွက်စစ်တိုက်ဖို့ကြောက်လာအာဗြဟံကညံနေလို့စစ်တိုက်ရဲတာကျွန်318ယောက်ပဲရှိရလေအဲ့ဒီကျွန်318ယောက်နဲ့စစ်တော်တိုက်ရင်တင်ချာနဲ့တွက်ကြည့်ရှုံးမှတည်ကြတယ်ညီမတို့ကျွန်တော်ရဲ့အသက်တာထဲမှာသူတစ်ပါးကိုအစီခံရင်ရှုံးဖို့ကတည်ကြတယ်အချိန်ပေးရပြီငွေပေးရပြီခွန်အားပေးရပြီဆိုကြတဲ့တင်နဲ့ကျွန်တော်ရှုံးဖို့တည်ကြတယ်ဒါပေမဲ့ကောင်းကင်ကျယ်တွေကိုရေတွက်တဲ့အာဗြဟံကစဉ်းစားဉာဏ်တွေအားနည်းသွားတယ်တင်နဲ့ကျွန်တော်ဟာဖခင်ရဲ့ကျေးဇူးတော်ကိုရေတွက်အသက်ရှင်ရင်တင်ဟာကနန်းပေါင်းဆက်တွေကိုတင်မေ့လျော့သွားเสียရှိတယ်ကနန်းပေါင်းဆက်တွေကိုတင်မေ့လျော့သွားတယ်ငါတင်တဲ့တခုလုံးပတ်စံဘယ်လောက်ကုန်မလဲတင်တိတ်တွက်တဲ့တိတ်တွက်ချက်တဲ့ရင်တင်လောက်ရဲမှာမဟုတ်ဘာကြောင့်လဲဒီခေတ်ကနှုတ်ကပတ်တော်စီးဆင်းတဲ့နေရာဆိုတော့ပတ်စံကုန်ပြီးသားပဲကျွန်တော်တို့ ministry လုပ်ရင်အဲ့လိုပဲရှုံးဖို့ကတည်ကြတယ်အဲကျွန်တော်တချင်း album တွေထုတ်တယ်ရှုံးဖို့ကတည်ချပြီးတာဒါပေမဲ့ကျွန်တော်မတွက်တတ်ဘူးဆိုတာကျွန်တော်စီးပွားရေးသမားမဟုတ်တာလုတ်ချင်တာပဲရှိတယ်လုတ်ချင်လို့လုတ်တာပဲရှိတယ်ရှုံးဖို့ကတည်ချပြီးတာနော်တချင်းခွေထွက်လာရင်တချင်းခွေထွက်လာလို့ရှင်တချင်းအခွေတစ်ခွေဘယ်လောက်လဲဆိုတာမိရဲ့သူကခက်ရှာလေး MP3 လေးပို့ပေးပါအောင်ဆိုအမှတေရော MP3 နဲ့ပဲတကဘာလုံးပြန့်သွား MP3 တခါတပုတ်နဲ့ပဲအဲ့ဒါတကဘာလုံးရောက်သွားရင်အဲ့ဒါပြီးသွားပြီကိုတချင်းကတကြက်မှမဝင်တော့ဒီသဘောမျိုးပေါ့နော်တချင်းလုတ်တဲ့သူတွေအများကြီးတွေ့ရတယ်အဲ့သဘောပဲဆိုတာကသူတို့ဘာကိုအစီခံရင်သိကြတယ်ရှုံးပြီးသားပဲဒါပေမဲ့အာဗြဟံကရှုံးမလားမြတ်မလားမတွက်တော့တွက်တတ်ရင် तू စစ်တိုက်မှာမဟုတ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာသူတစ်ပါးကိုအစီခံဖို့ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာသိကြတယ်ရှုံးပြီးသားခွန်အားရှုံးဖို့ရှိတယ်ငွေကြေးရှုံးဖို့ရှိတယ်ပညာရှုံးခံရဖို့ရှိတယ်အချိန်တွေအရှုံးခံရဖို့ရှိတယ်ဒါပေမဲ့အဲ့ဒီအရှုံးခံခြင်းထဲမှာဖခင်ရဲ့ကျေးဇူးတော်
လုံလောက်တယ်ဖះရဲ့ကျေးဇူးတော်လုံလောက်တယ်ကျွန်တော်တို့အချစ်တချင်းတစ်ပုတ်ကြားဖူးပါတယ်နင်းညံကောင်းလွန်ခဲ့တယ်ဆိုတာနော်ငါညံနေတွာလာကွယ်ဆိုတာလေအတိတ်ပဲမျိုးပဲ तू ကညံနေ तू ကခံရညံနေ तू ကခံရအခုအာဗြဟံလဲညံနေလို့ तू ကဘာဖြစ်သွားလဲဆိုတိုက်ပွဲသေးကိုရောက်သွားဒီနေ့မေတ္တာကြီးမားတဲ့သူတွေကဒီလိုပဲเนาะမေတ္တာကြီးမားတယ်ကောင်းကင်ဘုံကဖခင်လဲမေတ္တာကြီးမားတယ်ပြောမှာပေါ့เนาะခရစ်တော်လဲညီကြီးကိုဆင်းလာတာရှုံးပါတယ်ဒါပေမဲ့ကောင်းကင်ဘုံလောက်ကြွယ်ဝတဲ့ကြီးမားခြင်းကိုခရစ်တော်ကထားခဲ့ပြီးမှနှိပ်ကြတဲ့ကျွန်တော်တို့စီကိုခရစ်တော်လာခဲ့တာအရှုံးအမြတ်တွက်မယ်ဆိုရင်ခရစ်တော်ရှုံးပါတယ်ဒါပေမဲ့ခရစ်တော်ဟာအချစ်ကြီးတဲ့အခါမှာခရစ်တော်ဟာကဏ္ဍပေါက်ဆက်တွေကိုဘေးဖယ်ထားတယ်ခရစ်တော်ဟာတွက်ချက်တဲ့နေရာမှာညံ့နေတယ်နော်ကျွန်တော်မိတ်ဆွေဆရာတယောက်ပြောတယ်အာဗြဟံတင်ချအားနေတယ်အာဗြဟံကတင်ချအားနေတယ်ဒီနေ့ခရစ်တော်လည်းတင်ချအားနေပါတယ်နော်ကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးအပြစ်သားကျွန်တော်တို့ကိုရွေးတယ်ဆိုကြတဲ့ကခရစ်တော်ကတင်ချမှာညံ့တယ်မြင့်မားတဲ့စည်းစိမ်ကိုစွန့်ပြီးနှိပ်ကြတဲ့လောကကိုလာကြတဲ့ကခရစ်တော်ဟာတွက်ချက်မှုဆိုင်ရာမှာအားနေတယ်ဆိုတော့ကျွန်တော်တို့နားလည်ရတယ်မတည်နိုင်တဲ့ဖျားဇာတိကိုစွန့်ပြီးတည်တက်တဲ့လူဇာတိကိုခံယူတယ်ဆိုတော့ကြည်ချင်းအပြင်ခရစ်တော်ဟာဒီနေ့တွက်ချက်ချင်းဆိုင်ရာမှာအားနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတာကအာဗြဟံလည်းပဲသူ့ရဲ့တက်တောက်တက်တာဖြစ်နေတဲ့အခြေအနေကိုစွန့်ပြီးသူ့လောတာအတွက်တိုက်ပွဲဝင်ဖို့အတွက်မကြောက်မရွံ့ဘဲနဲ့သူသွားလိုက်တယ်မကြောက်မရွံ့ဘဲနဲ့တိုက်ပွဲထဲဝင်သွားတယ်အာဗြဟံလည်းပဲတင်ချာညက်တဲ့ထဲမှာပါတယ်မတွက်ချက်တတ်ဘူးအရှုံးခံပြီးသွားတာအဲ့တော့သူ့ရဲ့လိုအပ်ချက်အားလုံးကိုဖခင်ကပဲမဆတယ်ထောက်ပံ့တယ်ဒီနေရာမှာကျွန်တော်အရေးကြီးတာတွေတစ်ချက်ဖော်ပြခြင်းအဲ့ဒါကဘာလဲဆိုလို့ရှိရင်အာဗြဟံကဒီတိုက်ပွဲတွေကိုဝင်သွားတဲ့အခါမှာသူကဖခင်အတန်မကြားဘူးเนาะဖခင်အတန်မကြားဘူးစစ်တိုက်ပါလို့တစုံတစ်ယောက်ကသူ့ကိုခိုင်းလာလဲမဟုတ်တစုံတစ်ယောက်သူ့ကိုနောက်ွယ်ကနေလှုပ်ဆောင်ဖို့တွန်းအားပေးတာလဲမရှိဘူးနော်အေလိယတို့လိုမျိုးနော်အာဟမင်းကိုဒါတော့ပြောလိုက်စမ်းယောနာလိုမျိုးနိနဝေမျိုးကိုတရားတော်ဟောလိုက်စမ်းဒီလိုစေခိုင်းမှုတွေညွန်ကြားချက်တွေအာဗြဟံစီကိုရောက်မလာညွန်ကြားချက်ရှိမှစေခိုင်းတဲ့သူရှိမှဆရာရှိမှထားလို့တာမဟုတ်အာဗြဟံကလေအာဗြဟံကခိုင်းတဲ့သူမရှိပဲတွန်းတဲ့သူမရှိပဲရွေ့နေတာအစဉ်အတိုင်းသွားနေတာအာဗြဟံရဲ့အထဲမှာတိုက်ပွဲဝင်ဖို့ဖျားမခိုင်းဘူးဒါပေမဲ့သူ့ရဲ့အထဲမှာသူကမနေနိုင်တာဖျားစကားနဲ့အသက်ရှင်တာမဟုတ်ဖျားတဘောနဲ့အသက်ရှင်နေတာဖြစ်တယ်လှုပ်ပါလို့ပြောတဲ့ဖျားစကားလဲဖျားစကားကြောင့်လှုပ်နေတာမဟုတ်အဲ့လိုပြောလို့မလှုပ်ပဲနေနေတာလည်းမဟုတ်ပြန်ဘူးအထဲမှာမလှုပ်ပဲမနေနိုင်တဲ့ဖျားတဘောကသူ့ကိုဖြစ်စေနေတယ်ရှင်စေနေတယ်လှုပ်စေတယ်ပြောတဲ့အခါမှာအာဗြဟံကမလှုပ်ပဲမနေနိုင်ဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်တခါတလေယုံကြည်သူရဲ့အသက်တာထဲမှာကျွန်တော်တို့တွေတော်တော်များခရိယန်တွေကငါ့ကိုဖျားမခိုင်းဘူးငါ့ကိုဖျားဘာမှမပြောဘူးဆိုမှထိုင်နေကြတာမျိုးလေနော်ဖျားမခိုင်းဘူးဘေးအိမ်ကလူကချမ်းနေပြီငါ့ကိုဖျားဘာမှမပြောသေးဘူးကျွန်တော်တို့အသက်တာထဲမှာဖြစ်တတ်တယ်ကိုဘေးအိမ်ကလူကစားစရာမရှိတော့ဘူးငါ့ကိုဖျားဘာမှမပြောသေးဘူးဆိုမှကျွန်တော်တို့ကဆုတောင်းပေးနေတတ်တာမျိုးလေနော်ဝါလောနွေးလောယေရှုနာမ၌ဝါလောဒီနေ့ကျွန်တော်တို့ကဒီလိုအခြေအနေမျိုးဒီလိုပု္ပ္ပစာမျိုးဒီလိုစာမေးပွဲမျိုးဖျားသခင်ပေးတွေ့ခြင်းဟာကျွန်တော်တို့ကဖျား
စကားကြားမကြားဖျားတဘောနဲ့ကျွန်တော်တို့ကလှုပ်ဖို့ဖျားအလိုရှိအာဗြဟံတိုက်ပွဲဝင်ဖို့ဖျားမခိုင်းပါဘူးဟုတ်ပါတယ်မခိုင်းပါဘူးဒါဝိဒ်ကိုလည်းဂေါလိယနဲ့ရင်ဆိုင်ဖို့ဖျားမခိုင်းပါဘူးဖျားခိုင်းမှလုပ်မယ်ဆိုရင်ဒါဝိဒ်လည်းတိုက်ပွဲထဲရောက်เสียအကြောင်းမရှိသလိုအာဗြဟံလည်းတိုက်ပွဲထဲရောက်เสียအကြောင်းမရှိဘူးဖျားခိုင်းမှလုပ်မယ်ပြောမှလုပ်မယ်ဆိုရင်တော့ကိုယ့်ရဲ့အခင်းချင်းကပြတ်သွားเสียအကြောင်းမရှိဘူးကိုယ့်ရဲ့အစီအစဉ်တွေပြတ်သွားเสียအကြောင်းမရှိဘူးအာဗြဟံကမိသားစုနဲ့ပဲနေမယ်သူအစီအစဉ်ထဲမှာပဲသူရှိနေရင်သူ့ရဲ့အခင်းချင်းကဘာမှပြတ်သွားเสียမရှိဘူးအခုသူ့ရဲ့အထဲမှာဖြစ်ပေါ်လာတဲ့သဘောဆန္ဒပွတ်ထမှုတနည်းအားဖြင့်ပြောရင်ရင်ခုန်တန်ဖြစ်တယ်အဲ့ဒါကိုရင်ခုန်တန်လို့ကျွန်တော်အမြဲတမ်းကျွန်တော်ပြောတဲ့အတုံးလုံးရင်ခုန်တန်လို့ကျွန်တော်ခေါ်ခြင်းတယ်သူအားနေတဲ့အချိန်မှာဖခင်ကသူ့အတွက်မဆတဲ့ရင်ခုန်တန်ဖခင်ထဲကနေမြည်လာတယ်လို့ပဲဒီနေ့လောသအတွက်အာဗြဟံရဲ့အထဲမှာဖခင်ရဲ့ရင်ခုန်တန်မြည်နေတယ်လောသကိုအာဗြဟံကြည်ပြီးမှအာဗြဟံမနေနိုင်ဘူးဆိုတာဖခင်ရဲ့နှလုံးမှာမြည်တဲ့ရင်ခုန်ခြင်းမျိုးအာဗြဟံရဲ့နှလုံးမှာမြည်နေတော့ကြောင့်ဖြစ်တယ်ဒါကြောင့်အာဗြဟံကတိုက်ပွဲထဲကိုမဝင်ပဲမနေနိုင်ဘူးဒါဝိဒ်ကဂေါလိယရှိတဲ့နေရာကိုဘယ်သူမှမခိုင်းဘဲနဲ့ပြေးသွားတာဒါဝိဒ်ရဲ့အထဲမှာဖခင်ရဲ့ရင်ခုန်တန်ရှိတယ်ဒါဝိဒ်ရဲ့နှလုံးမှာဖခင်ရဲ့ရင်ခုန်တန်ကဟိုးတိုးကြောင်သားဘဝကလေးကဖခင်လေ့ကျင့်ထားတိုးတွေကိုခြင်သိပ်တွေလာဆွဲတဲ့အခါတိုးတွေကိုဝန်တွေမြေခွေးတွေလာပြီးဆွဲတဲ့အခါမှာဒါဝိဒ်ရဲ့အထဲမှာအကွယ်အကာပေးခြင်းတယ်တိုးတွေကမသိဘူးသူတို့ကိုခြင်သိပ်လာချောင်းလို့ချောင်းမှမသိဘူးတိုးတွေကဘာမှမမြင်ရလာကိုက်ရင်လည်းသေဖို့ပဲရှိတယ်လာဆွဲရင်လည်းပါသွားဖို့ပဲရှိတယ်အဲ့ဒါလိုအခြေအနေမျိုးမှာဒီတိုးတွေကိုလုံခြုံစေခြင်းတာဒါဝိဒ်ရဲ့အထဲမှာပွက်ထနေတဲ့ရင်ခုန်တန်ပဲဒါကြောင့်တိုးတွေကိုကာကွယ်ဖို့အတွက်သူ့ရဲ့လောက်လွဲကိုပဲသူအသုံးပြုခဲ့တယ်သူ့မှာရှိတဲ့လောက်လွဲနဲ့ပဲမြေခွေးတွေကိုမောင်းထုတ်ခဲ့တယ်သူ့မှာရှိတဲ့လောက်လွဲနဲ့ပဲခြင်သိမ့်နဲ့ရင်ဆိုင်ခဲ့တယ်အခုလည်းအဲ့ဒီလောက်လွဲပါပဲတိုးတွေကိုကာကွယ်တော့ကလည်းဒီရင်ခုန်တန်ပဲအခုဂေါလိယရဲ့စိန်ခေါ်တန်ကိုကြားတဲ့အခါမှာလဲသူ့ရဲ့နှလုံးမှာပွက်ထလာတဲ့အရာလဲဒီရင်ခုန်တန်ပဲအကွယ်အကာမဲ့နေတဲ့ဣသရေလလူမျိုးကိုအကွယ်အကာပေးခြင်းတယ်အရင်တော့ကတိုးအဖရဲ့တိုးကိုကာကွယ်တဲ့ဒါဝိဒ်ရဲ့လောက်လွဲဟာဒီနေ့ဖခင်ရဲ့လူမျိုးတော်ကိုကာကွယ်တဲ့လောက်လွဲဖြစ်လာအရင်တော့ကအဖေရဲ့အိမ်မှာသူကျွေးမွေးတဲ့တိုးတွေလုံခြုံဖို့အတွက်သူအသုံးပြုခဲ့တဲ့လောက်လွဲဟာအခုတော့ဖခင်ရဲ့လူမျိုးတော်ကိုအကွက်အကပေးတဲ့လောက်လွဲဖြစ်လာလောက်လွဲဖြစ်တာနံပါတ်1အဓိကမကြဘူးသူ့ရဲ့နှလုံးမှာမြည်နေတဲ့ရင်ခုန်တန်ကအဓိကကြဖခင်ကကိုယ့်ကိုတိုးဆယ်ကောင်အပ်ရင်အဲ့ဒီတိုးဆယ်ကောင်ကိုကျွေးမွေးခြင်းတဲ့စေတနာကာကွယ်ပေးခြင်းတဲ့ခွန်အားကိုယ့်ရဲ့နှလုံးမှာဖခင်ကသဘောတဘာဝကိုတိဆောက်ပေးနေတယ်အဲ့ဒီသဘောတဘာဝရှိလာလို့ရှိရင်ကိုကင်ထားတဲ့လက်နက်ကအရင်တော့ကလည်းလောက်လွဲပါပဲအခုလည်းလောက်လွဲပါပဲလောက်လွဲကမပြောင်းလဲသွားဘူးဒါပေမဲ့အကွက်အကခံစားရတာတော့ပြောင်းလဲသွားတယ်အရင်တော့ကကိုကင်တဲ့ပစ္စည်းကလည်းဒီပစ္စည်းပါပဲအခုလည်းဒီပစ္စည်းပါပဲအရေးကြီးတာကတင်ပါကင်ထားတယ်လည်းအရေးမကြီးဘူးတင့်ထဲမှာဘယ်ရင်ခုန်တန်ကခုန်နေတယ်လဲအဲ့ဒါကအရေးကြီးတယ်နော်ကိုကင်ထားတဲ့လောက်လွဲကကြောက်စီသားလည်းဖြစ်သွားဖို့မဟုတ်ပါဘူးကိုစီးနေတဲ့မော်တော်ဆိုင်ကယ်ကကားဖြစ်ချင်မှဖြစ်သွားလိမ့်မယ်အရေးမကြီးဘူးကိုဘာကင်ထားတယ်လဲဆိုတဲ့အရာကအရေးမကြီးဘူးအရေးကြီးတာကိုထဲမှာဖခင်ရဲ့သဘောနဲ့ဖခင်ရဲ့ရင်ခုန်တန်ရှိလားမရှိဘူးလားဒါပဲအရေးကြီးတယ်အခုအာဗြဟံတိုက်ပွဲတွေဝင်သွားတာသူ့ရဲ့ကျွန်318ယောက်က318ယောက်ပါပဲ318ကနေ636မဖြစ်သွားပါဘူး318ယောက်ကနေ3000မဖြစ်သွားပါဘူးသူ
သူကင်ထားတဲ့လူဥယေကမတိုးသွားဘူးသူဘာပဲတိုးသွားတယ်လေသူ့အထဲမှာဖယားရဲ့အည်အချင်းပါရမီပဲတိုးသွားတယ်ဒါဝိဒ်ရဲ့နှလုံးထဲမှာဖယားရဲ့ဇယိုက်လက္ခဏာပဲတိုးပွားလာတယ်ဖယားရဲ့လူမျိုးတော်ကိုချစ်တယ်ဖယားရဲ့လူမျိုးတော်ကိုကွဲကားခြင်းနဲ့ဖယားကဣဇရေလတွေကိုအကအကွယ်ပေးခြင်းတယ်လို့ဒါဝိဒ်လည်းအကွယ်အကာပေးခြင်းတယ်အဲ့ဒီစိတ်တော်ဒါဝိဒ်ရဲ့နှလုံးမှာမြည်လာတဲ့အခါမှာဒါဝိဒ်ဟာတိုက်ပွဲထဲကိုခိုင်းတဲ့သူမရှိဘဲစေလွတ်တဲ့သူမရှိဘဲညွန်ကြားတဲ့သူမရှိဘဲအစီအစဉ်မရှိဘဲနဲ့ဝင်ရောက်သွားတယ်နော်အစီအစဉ်မရှိဘဲနဲ့ဝင်ရောက်သွားတယ်ကျွန်တော်တို့တွေကအစီအစဉ်နောက်လိုက်ကြတယ်အစီအစဉ်မရှိရင်ဘာမှမလုပ်တတ်တော့ခိုင်းတဲ့သူမရှိရင်ဘာမှမလုပ်တတ်တော့နော်ဝင်ကပါအောင်အစီအစဉ်မှမရှိတာကြိုမှမပြောတာဆိုတော့ကြိုမပြောရင်မလုပ်တတ်တော့ဒီနေ့ဒါဝိဒ်တိုက်ပွဲဝင်ထားတာဘယ်သူမှကြိုမပြောဘူးအာဗြဟံကိုဖခင်တိုက်ပွဲတဲ့စေလွတ်လိုက်တာမို့အာဗြဟံကဘယ်သူမှကြိုမပြောဘဲနဲ့ကိုသူ့အထဲမှာဖြစ်ပွားလာတဲ့ရင်ခုန်တန်ကသူ့ကိုဒီတိုက်ပွဲတွေကိုမရောက်အောင်တွန်းပို့သွားတယ်ဒီလိုပြောတဲ့အခါမှာအသက်တာမှာဖခင်စကားနားထောင်စရာမလိုဘူးလို့ကျွန်တော်မဆိုလိုပါဘူးဖခင်စကားထက်ဖခင်ရဲ့ရင်ခုန်တန်ကတာ၍အရေးကြီးတယ်ဖခင်စကားထက်ဖခင်ရဲ့သဘောတဘာဝကတာ၍အရေးကြီးတယ်အတိပ္ပယ်ကကိုယ်ထဲမှာဖခင်သဘောတဘာဝနေရာယူလာလို့ရှိရင်ကိုပြောတဲ့စကားဟာဖခင်စကားဖြစ်လာတယ်ကိုလှုပ်တဲ့အလုပ်ဟာဖခင်လှုပ်စီခြင်းတဲ့အလုပ်ဖြစ်လာတယ်ကိုလျှောက်တဲ့လမ်းဟာဖခင်လျှောက်စီခြင်းတဲ့လမ်းဖြစ်လာတယ်အာဗြဟံကဖခင်စကားကြားလို့အလုပ်လုပ်တာမဟုတ်ဘူးဖခင်တဘောရလို့အလုပ်လုပ်ခြင်းကကျွန်တော်တို့ဖတ်เสียဖခင်စကားဖြစ်လာတယ်ပြောမယ်နော်ဒီအချက်လေးအရေးကြီးတယ်ဖခင်ခိုင်းတာလုပ်လို့အာဗြဟံကအလုပ်ဖြစ်သွားတာမျိုးမဟုတ်ဘူးဖခင်တဘောသူ့အထဲမှာရှင်တန်တဲ့အခါသူမလုတ်ပဲမနေနိုင်လို့သူလှုပ်လိုက်တဲ့အလုပ်ဟာဒီကာလအတွက်ကျွန်တော်တို့ခွန်အားယူเสียကျွန်တော်တို့ဖတ်เสียကျွန်တော်တို့ဖတ်เสียကျမ်းစာဆိုတာအာဗြဟံရဲ့အသက်တာထဲမှာဖြစ်လာတယ်ဒီနေ့ခရိယန်တွေကပြောင်းပြန်ကျမ်းစာဖတ်ပြီးဖယားအလိုတော်ကိုအသက်ရှင်ခြင်းကြကျမ်းစာဖတ်ပြီးကျမ်းစာအတိုင်းလှုပ်ခြင်းဖြင့်ဖယားအလိုရှိတဲ့အရာကိုလုပ်နေတယ်လို့သူတို့ကခံစားကြတယ်ပြောင်းပြန်အာဗြဟံနဲ့ပြောင်းပြန်အာဗြဟံကကျတော့ကျမ်းစာရှိလို့ဖယားစကားရှိလို့အလိုလုပ်တာမဟုတ်ဘဲနဲ့ဖယားတဘောသူ့အထဲမှာဖြစ်လာခြင်းဖြစ်စေခြင်းကိုခံစားရသောကြောင့်အဲ့ဒီဖယားတဘောနဲ့လှုပ်ဆောင်လိုက်တဲ့အရာရာတိုင်းဒီကျမ်းစာဆိုတာဖြစ်လာတယ်သူအသက်ရှင်ခဲ့တဲ့ခြေလမ်းသူပြောခဲ့တဲ့စကားသူလုပ်ခဲ့တဲ့အလုပ်တွေဟာကျွန်တော်တို့ဖတ်เสียကျွန်တော်တို့ခွန်အားယူเสียဖယားရဲ့နှုတ်ကပတ်တော်ဖြစ်လာတယ်ဒါကြောင့်အသက်တာမှာဘာအရေးကြီးတယ်လဲဆိုရင်ဖယားစကားအရေးကြီးတယ်ဖယားစကားထက်ပိုအရေးကြီးတာကဘာလဲဖယားရဲ့သဘောတဘာဝကတာ၍အရေးကြီးတယ်ဖယားစကားထက်ဖယားရဲ့ရင်ခုန်တန်ကအရေးကြီးတယ်ဖယားစကားထက်စကားပြောသောဖယားရဲ့ရင်ခုန်တန်ကကျွန်တော်အသက်တာမှာတာ၍အရေးကြီးတယ်ဒီနေ့အာဗြဟံတိုက်ပွဲထဲရောက်သွားတာဟာဖယားရဲ့ရင်ခုန်တန်သူ့အထဲကနေစိတ်ဆော်နေခြင်းကြောင့်အာဗြဟံဒီတိုက်ပွဲထဲရောက်သွားခြင်းဖြစ်တယ်အဲ့ဒီသဘောတဘာဝနဲ့တိုက်ပွဲထဲရောက်သွားတဲ့အာဗြဟံကိုဖယားကနောက်ွယ်ကနေအရာခတ်သိမ်းမာစားတယ်ကူညီတယ်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်စိတ်နှလုံးဆိုင်ရာလိုအပ်ချက်ရုပ်ပိုင်းဆိုင်ရာခွန်အားစိတ်နှလုံးဆိုင်ရာကြံ့မာခြင်းရုပ်ပိုင်းဆိုင်ရာကောင်းကြီးစိတ်နှလုံးဆိုင်ရာငြိမ်သက်ခြင်းတွေကိုတိုက်ပွဲဝင်နေတဲ့အာဗြဟံရဲ့အထဲမှာဖယားကဖြည့်ပေးတယ်အာဗြဟံအသက်ကြီးပြီးတိုက်နိုင်စစ်တိုက်နိုင်တော့မယ်နော်ကျွန်တော်တို့ဒီခေတ်ယုံကြည်သူတွေကအသက်နည်းနည်းလေးရလိုက်ငါတို့ကအသက်ကြီးပြီးစစ်မတိုက်နိုင်တော့ငါတို့ကမသွားနိုင်တော့ငါတို့ကမလာနိုင်တော့ငါတို့ကစားတဲ့ဖြင့်အမျိုးမျိုးကိုယ့်ကိုကန့်တက်ကြတယ်နော်
အာဗြဟံကအသက်ကြီးပါပြီစစ်တိုက်နိုင်သေးတယ်အဲ့ဒီဘက်ကသူ့အထဲမှာဖခင်ရဲ့ဇယိုက်လက္ခဏာကသူ့ကိုနှုတ်ပြစေတယ်သူ့ကိုကြမ်းမာစေတယ်သူ့ကိုတန်ဆွမ်းစေတယ်ဒါကဘုရားရဲ့သဘောတဘာဝနဲ့တူလဲဆိုရင်ကာလက်နဲ့သဘောတဘာဝတူတယ်ကာလက်ကလေအသက်40အရွယ်မှာကလေးကအသက်40အရွယ်မှာကလေးကသူကဖခင်စကားကိုကြားတယ်ဖခင်ကဣသရေလခါနန်ပြည်ကိုအပိုင်ပေးမယ်လို့မောရှေကိုပြောတဲ့စကားမောရှေကိုဖခင်ပြောတဲ့စကားကိုကာလက်ကကြားအဲ့ဒီကြားတဲ့နေ့ကနေစပြီးကာလက်ကလေဖခင်စကားနှလုံးသွင်းတာဖခင်စကားနှလုံးသွင်းတာဂန္နာရမှာနှစ်ပေါင်း40လေပြီးသွားလဲသူ့ထဲမှာသူဆွဲလန်းတဲ့ဖခင်စကားအရင်အတိုင်းပဲဟိုးကာဒီရှာဘာနာဆိုတဲ့အရက်မှာကလေးကဖျားပေးမယ်လို့ဂတိပေးထားပြီးသားစကားကိုသူနှလုံးတွင်းထားတာအဲ့ဒီအနှစ်40လုံးလုံးတောမှာဘလောက်လဲလဲ तू မမေ့ဘူးအနှစ်40လုံးလုံးတောထဲမှာလဲပြီးသွားတဲ့အခါမှာ तू ဘာပြောလဲကိုရောတဲ့ကျွန်တော်ဒီအသက်အရွယ်ထိဟိုးမောရှေနဲ့တွေ့ကြတဲ့ကမောရှေကိုဖျားခင်ပြောကြတဲ့ကမောရှေကိုကိုတော်ကဒီပြည်ကိုအပိုင်ပေးမယ်လို့ပြောကြတဲ့ကကျွန်တော်တန်ဆွမ်းတဲ့အချိန်ကလေးအခုချိန်ထိလည်းကျွန်တော်တန်ဆွမ်းတော့မယ်ကျွန်တော်အခုချိန်ထိစစ်တိုက်နိုင်သေးတယ်အရိဘကကာလက်ကမလျော့သွားဘူးကာလက်ကမအိုသွားဘူးကာလက်ကတန်ဆွမ်းတော့မယ်အသက်40အရွယ်ကနေအသက်80အရွယ်သာရောက်တာကာလက်ကဟိုး40အရွယ်တုန်းကတန်ဆွမ်းခြင်းအတိုင်းသူကတန်ဆွမ်းတော့မယ်အဲ့ဒါလို့ဖြစ်စီတာပါလေသူ့အထဲမှာသူတူထားတဲ့နှုတ်ကပတ်တော်အထဲမှာသူထည့်ထားတဲ့ဖခင်ရဲ့ဂတိတော်နဲ့ဖခင်ရဲ့စကားတော်ကိုနှလုံးသွင်းခြင်းကသူ့ရဲ့အထဲမှာဘာဖြစ်စီလဲဆိုရင်နှုတ်ပြခြင်းဖြစ်စီတယ်တန်ဆွမ်းခြင်းဖြစ်စီတယ်ခွန်အားကိုဖြစ်စီတယ်အဲ့ဒါနဲ့ကာလက်ပါဆုတောင်းလဲဤတောင်းကိုကျွန်ုပ်အားပေးပါနော်တချို့လူတွေကဂျိုက်ဝမ်နာမှာမြေပြန့်မှာပဲနေခဲ့ဖို့စဉ်းစားနေတဲ့အချိန်မှာမြေပြန့်နားမှာပဲဂျေရီခေါမြို့နားမှာပဲနော်ဂျော်ဒန်မြစ်နားမှာပဲစကြက်ပေါ်တဲ့နေရာမှာပဲငါတို့ကိုဒီနေရာလေးပေးရင်တော်ပါပြီဒီနေရာမှာပဲငါတို့ကိုနေရာချရင်ရပါပြီဆိုပြီးမှကျေနပ်နေတဲ့သူတွေရှိတယ်အဲ့ဒီလူတွေရှိတယ်ကာလက်ကတော့အဲ့ဒါနဲ့မကျေနပ်ဘူးကာလက်ကဘာပြောတယ်လဲရန်သူအပြည့်ရှိတဲ့ဒီတောင်ကိုကျွန်ုပ်ကိုပေးပါရန်သူပတ်လေဝိုင်းထားတဲ့ဒီတောင်ရန်သူအပြည့်ရှိတဲ့တောင်ကိုကျွန်တော်ကိုပေးပါကာလက်ကရန်သူကိုတောင်းတာတိုက်ပွဲကိုတောင်းတာခါနန်ပြည်တပြည်လုံးမသိမ့်မချင်းခါနန်ပြည်တပြည်လုံးအပိုင်မရမချင်းကာလက်ရဲ့တိုက်ပွဲဟာမပြီးဘူးတခြားလူတွေကတော့ကိုဝေစုလေးကိုရရင်တော်ပြီကိုဝေစုလေးကိုရရင်ပြီးပြီဆိုတဲ့အခြေအနေမှာရှိနေကြပြီမဲ့ကာလက်ရဲ့အထဲမှာကျတော့ခါနန်ပြည်တပြည်လုံးဖခင်ရဲ့နိုင်ငံတော်မဖြစ်မချင်းသူ့ရဲ့တိုက်ပွဲကမပြီးဘူးအဲ့ဒီလိုသူ့ရဲ့အထဲမှာဖခင်စကားကြောင့်ဖြစ်လာတဲ့ဒီသဘောတဘာဝနေရာယူနေတဲ့အတွက်ကာလက်ကလေစိတ်နှလုံးဆိုင်ရာမှာလည်းတန်ဆွမ်းတယ်ကိုယ်ခန္ဓာဆိုင်ရာမှာလည်းတန်ဆွမ်းတယ်ကာလက်ကမအိုဆေးရှိတယ်နော်မအိုဆေးပဲပြောတော့မယ်သူနှလုံးတွင်းထားတဲ့ဖခင်စကားကသူ့ကိုနှုတ်ပြစေတယ်သူနှလုံးသွင်းထားတဲ့ဖခင်သဘောကသူ့ကိုတန်ဆွမ်းစေတယ်ဒါကြောင့်အကုန်လုံးကအိုပြီးရင့်လျော်သွားပြီမဲ့ကာလက်ကမအိုသွားဘူးမရင့်သွားဘူးမဟောင်းသွားဘူးတစ်လွင်နေတယ်လန်းဆန်းနေတယ်အာဗြဟံလည်းဒီနေ့ထုံးလေး၎င်းပဲအသက်တာကြီးနေတာတိုက်ပွဲတွေဝင်နိုင်တယ်တန်ဆွမ်းတော့ပဲအဲ့လိုတန်ဆွမ်းရတဲ့အကြောင်းရင်းကဘာလဲသူ့ရဲ့အထဲမှာဖခင်ရဲ့တဘောဖခင်ရဲ့တဘာဝဖခင်ရဲ့ဇယိုက်လက္ခဏာဒီသူ့အထဲမှာအသက်ရှင်နေတော့ကြောင့်ဖြစ်တယ်ဆိုတော့ဒီနေ့အဲ့ဒီတိုက်ပွဲထဲကိုအာဗြဟံရောက်သွားတာဟာအပြင်ကမောင်းနေမှုမဟုတ်ဘူးအထဲကမောင်းနေမှုအပြင်ကတိုက်တွန်းခြင်းကြောင့်မဟုတ်ဘူးအတွင်းထဲကပဲ့ပြင်ခြင်းကြောင့်အပြင်ကဒရွတ်တိုက်ဆွဲငင်ခေါ်ဆောင်သွားခြင်းကြောင့်မဟုတ်ဘူးအထဲကဖခင်ရဲ့ရင်ခုန်တန်ကသူ့ကိုမတွားပဲမနေနိုင်အောင်စိတ်ဆော်နေခြင်းကြောင့်အာဗြဟံဒီနေ့တိုက်ပွဲထဲရောက်သွားခြင်းဖြစ်တယ်
ဆိုတော့အာဗြဟံတိုက်ပွဲတဲ့ရောက်သွားတဲ့အချိန်မှာနော်သူ့ရဲ့နောက်ွယ်ကနေအလုတ်လုတ်တာကဖယားကအလုတ်လုတ်တယ်ဖယားအလုတ်လုတ်ဖို့အတွက်ဘသူကဆုတောင်းတယ်လဲဆိုရင်ဒီနေ့မေလခိဇေဒက်ကဆုတောင်းပေးနေတယ်မေလခိဇေဒက်ရဲ့အငန်းတာတစ်ခုအရင်ဆုံးပြောခြင်းနဲ့အဲ့ဒါကကိုစားပြုဆုတောင်းခြင်းမေလခိဇေဒက်ကဆုတောင်းပေးတယ်ကိုစားပြုအာဗြဟံကတိုက်ပွဲဝင်တယ်ကိုစားပြုတိုက်ပွဲဝင်တာကိုစားပြုတိုက်ပွဲဝင်တဲ့အာဗြဟံကိုမေလခိဇေဒက်ကကိုစားပြုဆုတောင်းပေးနေတယ်အရင်လှပါတယ်เนาะဒီချက်အာဗြဟံဝင်တဲ့တိုက်ပွဲဒီကိုစားပြုတိုက်ပွဲဖြစ်တယ်ကိုစားဖို့တိုက်ပွဲမဟုတ်ကိုစားဖို့တိုက်ပွဲမဟုတ်သူနေရင်ပြည်ကထွက်လာတော့ကတော့ဟုတ်တယ်အာဗြဟံလှုပ်တာသူရဖို့အာဗြဟံအသက်ရှင်တာသူစားဖို့အာဗြဟံသွားတာသူကြွယ်ဝဖို့သူစားရဖို့သူအသက်ရှင်တဲ့အချိန်တုန်းကမေလခိဇေဒက်မပေါ်လာသူတို့ဘာစားရဖို့အတွက်သူအသက်ရှင်တဲ့အချိန်ကြမှာမေလခိဇေဒက်ရဲ့မှားစားခြင်းစတင်ထင်ရှားလာတာဒီနေ့ကျွန်တော်အသက်တာထဲမှာစစ်ဆေးဆရာရှိတယ်ညီကိုမောင်တို့ကျွန်တော်ဒီနေ့အလုပ်လုပ်တာဟာကိုစားဖို့အလုပ်လုပ်တာလားကိုစားပြုအလုပ်လုပ်တာလားယုံကြည်သူဆိုတာကိုစားဖို့အလုပ်လုပ်ရတာမျိုးမဟုတ်ယုံကြည်သူဆိုတာကိုစားပြုအလုပ်လုပ်ရတာဒီနေ့တင်ပါအလုပ်လုပ်တယ်လဲတင်ဆက်ယုံအလုပ်လုပ်မလားတင်ဟာစားတောက်ဆိုင်လုပ်ငန်းလုပ်မလားတင်ဟာကျောင်းဆရာမလုပ်နေသလားတင်ဟာတူနာပြုလုပ်နေသလားတင်ဘာပဲလုပ်တင်လုပ်နေတဲ့လှုပ်ဆောင်ချက်ဒီကိုစားပြုလှုပ်ဆောင်ခြင်းဖြစ်ဖို့လိုတယ်ကိုစားဖို့မလုပ်ရကိုကဘာစားမလဲကိုကဖျားကျွေးတာစားကိုကဖျားကျေးဇူးတော်ကိုဆက်ဆံကိုကဖျားမစားတော်ကိုပဲစားအဲ့တော့အခုကိုရဲ့လှုပ်ဆောင်ခြင်းကိုရဲ့တိုက်ပွဲဝင်ခြင်းကိုရဲ့အင်အားစိုက်ထုတ်ခြင်းကိုရဲ့ပင်ပန်းခံခြင်းကိုရဲ့အရှုံးခံခြင်းဒါတွေအားလုံးဟာကိုစားဖို့မဟုတ်ဘဲနဲ့ကိုစားပြုခြင်းဖြစ်ဖို့လိုတယ်အာဗြဟံဒီနေ့တိုက်ပွဲထဲရောက်သွားတာကိုစားဖို့ကိုနေမြေရဖို့ကိုကောင်းကြီးရဖို့ကိုကြွယ်ဝဖို့အာဗြဟံတိုက်ပွဲဝင်တာမဟုတ်ဘဲနဲ့လောတကယ်တင်ခြင်းရဖို့လောတအသက်ချမ်းသာရဖို့လောတနဲ့မိသားစုလုံခြုံခြင်းရှိဖို့အာဗြဟံဟာကိုစားပြုတိုက်ပွဲဝင်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဟာယစ်ပရောဟိတ်အမျိုးဖြစ်တယ်ကျမ်းစာမှာကျွန်တော်တို့ကိုဖော်ပြထားတယ်မင်းစည်းစိမ်ရှိသောယစ်ပရောဟိတ်အမျိုးတဲ့ယစ်ပရောဟိတ်အမျိုးဖြစ်တဲ့ယုံကြည်သူဆိုတာကိုစားပြုတော်သူဖြစ်တယ်ကိုစားပြုရတယ်ကိုစားပြုတိုက်ပွဲဝင်ရတယ်ကိုစားပြုအလုပ်လုပ်ရတယ်ကိုအတွက်ဆိုရင်တော့ကိုလှုပ်ရှားမလို့သူ့အတွက်မလို့လုပ်နေရတယ်အာဗြဟံကသူစားဖို့အတွက်သူလှုပ်ရှားမလို့ဘူးစားရပြီးသားကျေးဇူးတော်ထဲမှာဒါပေမဲ့ဒီနေ့သူလှုပ်နေရတာဟာသူလောတကယ်တင်ခြင်းရဖို့ဒါဆိုအတိတ်တွေကအာဗြဟံကိုလုံခြုံခြင်းအတွက်ကိုအလုပ်လုပ်ရတာမဟုတ်ဘဲနဲ့သူတစ်ပါးလုံခြုံခြင်းအတွက်အာဗြဟံအလုပ်လုပ်နေရတယ်ဒါဆိုရင်အာဗြဟံလုပ်တဲ့လုံခြုံခြင်းသည်ကိုစားပြုလုံခြုံခြင်းဖြစ်တယ်ဒါဟာအာဗြဟံရဲ့အမျိုးအနွယ်ရဲ့အသက်ရှင်ခြင်းအငန်းတာဖြစ်တယ်ယုံကြည်သူကျွန်တော်တို့ဟာကိုစားဖို့လုပ်နေရတဲ့သူတွေမဟုတ်ဘူးကိုစားပြုပြီးအလုပ်လုပ်နေရတဲ့သူတွေဖြစ်တယ်အဲ့ဒီကိုစားပြုလုပ်နေရတဲ့သူအတွက်မမြင်ရတဲ့နောက်ွယ်မှာမမြင်ရတဲ့နေရာကနေကိုစားပြုပြီးဆုတောင်းပေးနေတဲ့သူကမေလခိဇေဒက်ကအာဗြဟံအတွက်နေညမပြတ်ဆုတောင်းပေးနေတယ်အာဗြဟံဘာမှမသိဘူးအာဗြဟံတိုက်ပွဲတဲကိုမနေနိုင်လို့ထသွားတာပဲရှိတယ်သူ့နောက်ွယ်မှာသူ့ကိုမမေ့ပဲသူ့ကိုဆုတောင်းပေးနေတယ်ဖျားသခင်ရှေ့တော်မှာနေညမပြတ်အော်ဟစ်ဆုတောင်းပေးနေတဲ့သူကဘာတူလဲ
မေလခိဇေဒက်ခရစ်တော်ဖြစ်တယ်ခရစ်တော်ဆုတောင်းပေးနေတယ်ညီကောင်တို့တင်ဟာကိုနဲ့မဆိုင်တဲ့တိုက်ပွဲကိုနဲ့မဆိုင်တဲ့တိုက်ပွဲကိုနဲ့ဆိုင်တဲ့သူတွေအတွက်ကိုစားပြုတိုက်ပွဲဝင်ရင်တဲ့အတွက်မေလခိဇေဒက်ဆုတောင်းပေးနေတယ်ဖခင်ရှိမှာဒီတိုက်ပွဲကကိုနဲ့မဆိုင်ဘူးဒါလောတာရဲ့တိုက်ပွဲဒါကတောတော်ဂေါမောရရဲ့တိုက်ပွဲငါနဲ့မှမဆိုင်တာအာဗြဟံဒီလိုတွေးလို့ရတယ်ငါနဲ့မဆိုင်ဘူးဒီတိုက်ပွဲဒီလိုနေလို့ရှိရင်အေးဆေးပဲဘာမှနစ်နာစရာလည်းမရှိဘူးဘာမှဆုံးရှုံးစရာလည်းမရှိဘူးဘာမှနာကျင်သွားစရာလည်းမရှိဘူးချွေးထွက်စရာလည်းမလိုဆုတောင်းပေးနေရင်ကိုယ့်ရဲ့အခင်းကျင်းကိုယ့်ရဲ့အစီအစဉ်ဘာမှပြည့်စရာအကြောင်းမရှိဘူးအခုတော့မနေနိုင်လို့စစ်တိုက်တဲ့အခါကိုယ်မှာချွေးထွက်ရတယ်ကိုယ်မှာတွေးထွက်ရတယ်ကိုယ်မှာပင်ပန်းခံရတယ်ကိုယ်မှာဆုံးရှုံးရတယ်ကိုယ်မှာကုန်ခန်းသွားရတယ်ဒါတွေအားလုံးဟာကိုစားပြုလှုပ်ဆောင်ခြင်းဖြစ်တယ်အဲ့ဒီကိုစားပြုလှုပ်ဆောင်နေတဲ့အာဗြဟံအတွက်မေလခိဇေဒက်ကကိုစားပြုပြီးဆုတောင်းပေးနေတယ်ဖခင်အာဗြဟံကိုတော့ဒီတိုင်းပြစ်မထားနဲ့ဖခင်အာဗြဟံကိုတော့ဒီတိုင်းလွတ်မလိုက်နဲ့ကိုတော့အာဗြဟံတိုက်ပွဲထဲရောက်နေပြီနော်ကိုတော့မကယ်လို့မရဘူးနော်အာဗြဟံတိုက်ပွဲထဲရောက်နေတဲ့အချိန်မှာမေလခိဇေဒက်ဖြစ်တဲ့ခရစ်တော်ကဖခင်ကိုအပူတိုက်နေတယ်ဖခင်ကိုလှုပ်ဆော်နေတယ်ကိုတော့ထဖခင်ထပါဖခင်ထပါဘာလို့ရမှာလဲအာဗြဟံတိုက်ပွဲထဲရောက်နေပြီကိုတော့ကဲပါဒီနေ့ညီကောင်တို့တင်နဲ့ကျွန်တော်ဟာသူတို့ဘာအတွက်တိုက်ပွဲဝင်နေရတဲ့အချိန်မှာကျွန်တော်တို့ရဲ့လိုအပ်ချက်ကျွန်တော်တို့မမြင်ဘူးကျွန်တော်တို့ရဲ့အန်ဒီရဲ့ကျွန်တော်တို့မမြင်ဘူးကျွန်တော်တို့ရင်ဆိုင်နေရတဲ့မမြင်ရတဲ့သွေးသားမရှိတဲ့ရန်သူဘလောက်များတယ်လဲကျွန်တော်တို့မသိပါဘူးဒါပေမဲ့တင့်ကိုအဲ့ဒီတိုက်ပွဲထဲမှာလုံခြုံစီမှာမေလခိဇေဒက်ဖြစ်တယ်အဲ့ဒီတိုက်ပွဲထဲမှာတင့်ကိုမာဇနေတာဟာဖခင်ဖြစ်တယ်အဲ့ဒီဖခင်တင့်ဘက်မှာအလုပ်လုပ်ဖို့အတွက်မေလခိဇေဒက်ကတင့်အတွက်နေညာမပြတ်ဆုတောင်းပေးနေတယ်ရိုးလေးပါလွယ်ကူတဲ့ဥပမာတစ်ခုပြောချင်တယ်နော်တင်နဲ့ကျွန်တော်ကဧဝံဂေလိတစ်ခုသွားမယ်ဆိုပါစို့ဧဝံဂေလိခီးစဉ်တစ်ခုသွားခြင်းဆိုတဲ့အရာမှာကျွန်တော်မမြင်ရတဲ့ရန်သူတွေတန်းပေါင်းများစွာကျွန်တော်ရဲ့တစ်ဖက်မှာရှိပါတယ်ကျွန်တော်တို့ကိုနှောက်ယှက်ဖြစ်စည်းခြင်းနေတဲ့မာနက်ရဲ့တကိုးမာနက်ရဲ့ view ဟာတွေဟာကျွန်တော်ရဲ့တစ်ဖက်မှာအများကြီးရှိတယ်ကျွန်တော်မမြင်ပါဘူးမြင်လဲကျွန်တော်သွားရတော့မှမဟုတ်ဘူးလေနော်ဆိုတာကအဲ့ဒီမာနက်ရဲ့တိုက်ခိုက်မှုတွေထဲမှာကျွန်တော်တို့ကိုဖခင်ကလုံခြုံစေတယ်ဆိုတာကျွန်တော်ရဲ့နောက်ွယ်မှာကျွန်တော်တို့ကိုတတိယဆုတောင်းပေးနေတဲ့သူရှိတယ်အဲ့ဒါကငါတို့ရဲ့အတွက်ခမဲတော်ရဲ့လက်ရဘက်မှာနေညမပြတ်ဆုတောင်းပေးနေသောခရစ်တော်ဖြစ်တယ်မေလခိဇေဒက်ဒီခရစ်တော်ဖြစ်တယ်ကိုစားပြုဆုတောင်းပေးတယ်ကိုဘာလို့တလဲကိုမသိဘူးမေလခိဇေဒက်ကိုအတွက်တောင်းပေးနေတယ်အာဗြဟံသူ့ကိုယ်သူကြည့်ပြီးဘာလို့လိုမှန်းတော့မသိဘူးမေလခိဇေဒက်ကအာဗြဟံအတွက်ဆုတောင်းပေးနေတဲ့အခါမှာဖခင်ကအာဗြဟံကိုနောက်ွယ်ကနေပန့်ပိုးတယ်ဂျေဇုပြုတယ်မဆဒါကြောင့်စစ်မတိုက်တတ်ပဲစစ်နိုင်သွားတာစစ်မတိုက်ဖူးပဲနဲ့စစ်နိုင်သွားတာလက်နဲ့မရှိပဲအောင်မြင်တာအင်အားမမျှပဲနဲ့စစ်ကိုအနိုင်ရသွားတယ်အံ့ဩဖွယ်ဖြစ်တယ်အဲ့ဒီလိုဖြစ်စီတာဟာဖျားဖြစ်ပြီးအဲ့ဒီဖျားကိုအလုတ်လုတ်ဖို့အတွက်နောက်ွယ်ကနေဆုတောင်းနေတာကမေလခိဇေဒက်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာသူတို့ဘာကိုအစီခံဖို့အတွက်ကိုပါလို့လဲနှိတ်ချခြင်းပါရမီလိုတယ်စိတ်ရှည်ခြင်းပါရမီလိုတယ်တီးခံခြင်းပါရမီလိုတယ်ကျွန်တော်ရဲ့အထဲမှာပါရမီတွေအများကြီးလိုတယ်ကိုပါလို့လူမန်းတော့ကိုမသိတဲ့ကျွန်တော်တို့အတွက်မေလခိဇေဒက်ကကျွန်တော်တို့အတွက်ကိုစားပြုဆုတောင်းပေးနေတယ်အေဖက်အခန်းကြီး၄မှာဘယ်လိုပြောဟာလဲဆိုရင်ငါတို့တောင်းပန်ကြံစီတမျှထက်အလွန်
ထူးခြားသောဆုကိုတဲ့ငါတို့အားပေးတယ်ဘလို့ဆုမျိုးလဲကျွန်တော်တို့တောင်းပန်တာထက်ထူးခြားတဲ့ဆုတဲ့ကျွန်တော်တို့ကြံစီတာထက်ထူးခြားတဲ့ဆုတဲ့ကျွန်တော်တို့စဉ်းစားတာထက်ထူးခြားတဲ့ဆုမျိုးကိုဖခင်ကပေးတာအဲ့ဒီလိုဆုကိုဘယ်သူကတောင်းပေးရလဲဖခင်မေလခိဇေဒက်ကတောင်းပေးတာကျွန်တော်တို့ကြံစီတာထက်ထူးခြားတယ်လို့ပြောကြတဲ့ကတည်ကြတဲ့ညီကောင်အဲ့ဒါတင်းနဲ့ကျွန်တော်တောင်းလို့ပေးတာမဟုတ်ဘာကြောင့်လဲကျွန်တော်တို့ကကြံတော့မကြံစီနိုင်ဘူးလေကျွန်တော်တို့ကစဉ်းတော့မစဉ်းစားတတ်ဘူးကိုယ့်ရဲ့အသိဉာဏ်နဲ့ဖယားကိုဘာပေးချင်မှန်းတော့တင်းနဲ့ကျွန်တော်မသိဘူးဘာလို့လိုမှန်းလဲကိုမသိဘူးလူရဲ့ဆုတောင်းခြင်းတွေကိုပြန်ကြည့်လိုက်ဘာနဲ့ပဲတူလဲကျွန်တော်တို့ဈေးစင်းနဲ့ပဲတူတယ်နော်ကျွန်တော်လူတော်များရဲ့ဆုတောင်းချက်တွေကိုပြန်စစ်ဆေးလိုက်ရင်ကျွန်တော်တို့ဈေးဝယ်စင်းရင်လို့ပဲဖယားခင်ဟိုဟာလိုတယ်ဒီဟာလိုတယ်ဟိုဟာလိုတယ်ဒီဟာလိုတယ်တည့်ရလာလဲဟိုဟာလိုတယ်ဒီဟာလိုတယ်ပဲလေနော်ဒီနေ့ကျွန်တော်တို့အထဲမှာတကယ်ဘာလိုနေတယ်လဲဆိုတာကျွန်တော်တို့မသိဘူးဘယ်သူပဲသိတယ်လဲမေလခိဇေဒက်ပဲသိတယ်ခရစ်တော်ပဲသိတယ်အဲ့ဒီခရစ်တော်ကဖယားကိုတောင်းပေးတယ်ဖယားခင်အာဗြဟံအတွက်ကျမ်းမာခြင်းလိုတယ်ဖယားခင်အာဗြဟံကတိုက်ပွဲထဲမှာတီးခံခြင်းလိုတယ်တိုက်ပွဲထဲမှာစစ်မှုလိုတယ်စစ်အသက်လိုတယ်အာဗြဟံဘာလိုလဲဆိုတာကိုမေလခိဇေဒက်ကအနောက်ွယ်ကနေဆုတောင်းပေးတဲ့အတွက်ဖယားကမဆတယ်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာသူတို့ဘာကိုအစေခံတဲ့အခါကိုဘာလိုတယ်လဲဆိုတော့မေလခိဇေဒက်ဒီဟူသောခရစ်တော်ကျွန်တော်တို့ကိုနေညမပြတ်ဆုတောင်းပေးနေသောကြောင့်ဖယားကကျွန်တော်တို့ဖက်ကနေအလုတ်လှုပ်သွားပြီးတယ်အဲ့ဒီတိုက်ပွဲထဲမှာကျွန်တော်တို့ဟာဖယားကျေးဇူးနဲ့ဖယားရဲ့ဂုဏတော်ကိုကျွန်တော်တို့ခံစားပြီးမှကိုလှုပ်ဆောင်ရတဲ့တိုက်ပွဲကိုအစေခံရတဲ့လုပ်ငန်းထဲမှာအောင်မြင်ဖို့ဖယားကျွန်တော်တို့နဲ့အတူရှိတယ်အဲ့ဒီလိုလှုပ်ဆောင်ပြီးနေတာကမေလခိဇေဒက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်မေလခိဇေဒက်ဒီဘယ်သူလဲခရစ်တော်ဖြစ်တယ်မေလခိဇေဒက်ဒီခရစ်တော်အာဗြဟံဟာတင်တဲ့ကျွန်ုပ်ရဲ့အသက်တာကိုဆိုလိုခြင်းဖြစ်တယ်လောတာဆိုတာကိုနဲ့ဆက်ဆိုင်တော်သူကိုဆိုလိုတယ်နော်လောတာတင်ဘဝမှာလောတာတွေအများကြီးရှိပါတယ်တင်နဲ့ဆိုင်တဲ့သူအားလုံးဟာတင်ဘဝထဲကလောတာပဲတင်တဲ့ကျွန်တော်ကအာဗြဟံနေရာမှာကိုမြင်တွေ့ဖို့ဖြစ်တယ်ယန်သူဆိုတာဒီနေ့ကိုနဲ့ဆက်ဆိုင်သောသူကိုအန္တရာယ်ဖြစ်စေမဲ့သူတွေကိုနဲ့ဆက်ဆိုင်မဲ့သူတွေကိုဝါမျိုးသွားမဲ့ဒီလောကရဲ့စနစ်ကိုလည်းဆိုလိုတယ်ကိုနဲ့ဆက်ဆိုင်သောသူကိုထိခိုက်နာကျင်စေမဲ့ဒီနေ့ဘဝရဲ့ဒုက္ခအခက်အခဲပြဿနာတွေကိုဆိုလိုတယ်အဲ့ဒါကဒီနေ့ဒီလောကမှာရှိနေတဲ့ဒုက္ခအခက်အခဲပြဿနာတွေဖြစ်တယ်အဲ့တော့တင်တဲ့ကျွန်တော်ကလောတာကိုကယ်ဖို့လိုတယ်လောတာဆိုတာကိုနဲ့ဆက်ဆိုင်သောသူကျွန်ဆိုတာကတော့ကျွန်ဆိုတာကျွန်တော်တို့မှာရှိတဲ့ဖယားခင်ပေးထားတဲ့အချိန်အစွမ်းဘန်းတာကိုရဲ့ပိုင်ဆိုင်မှုကိုဘာပိုင်တယ်လဲအဲ့ဒါဖယားသိန်းကိုပေးထားတဲ့ကောင်းကြီးပဲသားသမီးရှိတယ်ကိုမှလုပ်ငန်းရှိမယ်ကိုမှပတ်စံရှိမလားကိုမှဖုန်းတစ်လုံးရှိသလားကိုမှစပိန်တစ်စီးရှိသလားအဲ့ဒါတွေအားလုံးဟာကိုရဲ့ကျွန်ပဲကိုဖယားအပ်ထားတဲ့ကျွန်တွေဖြစ်တယ်ဆိုတော့အဲ့ဒီကျွန်တွေနဲ့ပဲကျွန်တော်တို့ဟာတိုက်ပွဲဝင်ဖို့ဖြစ်တယ်အစေခံဖို့ဖြစ်တယ်ကိုရဖို့မဟုတ်ပဲသူရဖို့အစီခံရမှာဖြစ်တယ်ကိုကြွယ်ဝဖို့မဟုတ်ပဲသူတို့ဘာကြွယ်ဝဖို့ကျွန်တော်တို့အစီခံရတယ်ကိုလွတ်မြောက်ဖို့အလုပ်လုပ်ရတာမဟုတ်ဘူးသူတို့ဘာလွတ်မြောက်ဖို့အလုပ်လုပ်ရတယ်ကိုကောင်းစားဖို့အလုပ်လုပ်ရတာမဟုတ်ဘူးသူတို့ဘာကောင်းစားဖို့အလုပ်လုပ်ရတယ်เนาะကြွားတယ်เนาะကျွန်တော်တို့ဥပမာဟိုနာသူနာပြုတယောက်ရဲ့ဥပမာနဲ့ပဲပြန်ပြောပြသူနာပြုတယောက်ကဘာလုပ်ရမလဲဆေးရုံသွားရတယ်ကဲလူနာတွေကိုဆေးထိုးရတယ်သူနာပြုတယောက်ရဲ့ဆေးထိုးခြင်းအမှုရာဟာသူနာပြုတယောက်ရဲ့အငန်းတာဆိုတာမှန်ပေမဲ့လှုပ်ဆောင်တဲ့သူနာပြုတယောက်ရဲ့အတွင်းထဲမှာဘာတဘောနဲ့လှုပ်ရတယ်လဲဆိုရင်လူနာတွေကိုကျန်းမာစေဖို့တက်တာစေဖို့ငြိမ်သက်ခြင်းရဖို့ဝမ်းမြောက်ခြင်းရစေဖို့အတွက်ကျွန်တော်ရဲ့အလုပ်လုပ်ခြင်းဖြစ်ဖို့လိုတယ်လာစာရဖို့လှုပ်တာနဲ့လူနာတွေကိုကျန်းမာစေခြင်းလို့လှုပ်တာလှုပ်ရခြင်းတူရင်တော့အတိတ်ပဲကွာတယ်နော်လှုပ်ရခြင်းတူကောင်းတူနိုင်တယ်အတိတ်ပဲကွာတယ်ဆိုတာက
General ကျွန်တော်တို့ကတရားဟောဆရာဆိုပါဆိုတရားဟောတဲ့သူတယောက်အနေနဲ့အလုပ်လုပ်မယ်ကျွန်တော်ကဒီကညီကိုမောင်တော်တွေကိုနှုတ်ကပတ်တော်ဝင်ငှတယ်လို့ပြောရင်ကျွန်တော်ကဒီကညီကိုမောင်တော်တွေကိုတမန်တရားရဖို့ခရစ်တော်ကိုရဖို့အလင်းကိုရဖို့ဝိညာဉ်အရာကိုမြင်တွေ့ခံစားရဖို့ဝင်ငှတာပဲဖြစ်ရမယ်ဘာမှဖြစ်ရဘူးလေကျွန်တော်ဘာရဖို့ကျွန်တော်ဘာညာရဖို့မဖြစ်ရဒီကလူတွေကျွန်တော်သဘောကျဖို့ဒီကလူတွေကျွန်တော်ကိုအထင်ကြီးဖို့ဒီကလူတွေကျွန်တော်ကိုလေးစားဖို့ယိုသေးဖို့ဒီအရာတွေအတွက်ကျွန်တော်အလုပ်လုပ်ရတာမျိုးမဖြစ်ရကိုကအစီခံတဲ့အခါရည်ရွယ်ချက်မှန်ဖို့လိုတယ်အလုပ်လုပ်တဲ့အခါရည်ရွယ်ချက်မှန်ဖို့လိုတယ်ကိုဘာပဲလှုပ်ဆောင်ခြင်းထဲမှာဘယ်လိုသဘောမျိုးဖြစ်ရမလဲတူတူပါရဖို့ဆိုတဲ့စေတနာစိတ်တူတူပါရဖို့ဆိုတဲ့အစီခံအလုပ်ကျွေးခြင်းကျွန်တော်တို့အသက်တာထဲမှာလှုပ်ဆောင်ဖို့ဖြစ်တယ်ဒါကျွန်တော်တို့နေ့တူကလှုပ်ဆောင်နေရတဲ့တိုက်ပွဲကျွန်တော်တို့ရင်ဆိုင်နေရတဲ့တိုက်ပွဲကျွန်တော်တို့အစီခံရတဲ့တိုက်ပွဲဖြစ်တယ်တိုက်ပွဲဆိုတာအစီခံခြင်းကိုပြောတာအစီခံခြင်းမိသားစုမှာမိခင်တယောက်အနေနဲ့ကိုကအိမ်မှုကိစ္စတွေကိုလှုပ်ဆောင်ရတယ်ဒါကအစီခံနေတာပဲမိသားစုမှာကိုကဖခင်တယောက်အနေနဲ့အိမ်သူအိမ်သားတွေရဲ့စားဝတ်နေရေးကိုတာဝန်ယူနေရတယ်ဆိုရင်လေဒါကအစီခံနေတာပဲအသင်းတော်မှာကိုကတာဝန်ရှိပုဂ္ဂိုလ်တယောက်အနေနဲ့အလုပ်လုပ်ရတယ်ဆိုရင်လေဒါလည်းအစီခံနေတာပဲနေ့တူကတင်တဲ့ကျွန်တော်ဟာလှုပ်ဆောင်နေရသမျှသောလုပ်ငန်းအားလုံးဒီဒါဟာတိုက်ပွဲဝင်နေရခြင်းဖြစ်တယ်အဲ့ဒီတိုက်ပွဲထဲမှာတင်တဲ့ကျွန်တော်ရည်ရွယ်ချက်မှန်ဖို့လိုတယ်ကိုရဖို့တိုက်ပွဲဝင်ရတာမဟုတ်ဘူးသူတို့ဘာရဖို့တိုက်ပွဲဝင်ဖို့လိုတယ်ကိုအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တိုက်ပွဲဝင်ရတာမဟုတ်ဘူးသူ့အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့တိုက်ပွဲဝင်ရတယ်ကိုရဲ့အချိန်အစွမ်းဘဏ္ဍာတွေကိုသူတို့ဘာငြိမ်သက်ခြင်းရဖို့သူတို့ဘာကဲလွတ်ခြင်းရဖို့ကိုနဲ့ဆက်ဆိုင်တဲ့အိမ်သူအိမ်သားကိုနဲ့ဆက်ဆိုင်တဲ့မိသားစုကိုနဲ့ဆက်ဆိုင်တဲ့အသင်းတော်ကိုနဲ့ဆက်ဆိုင်တဲ့ပတ်ဝန်းကျင်ကောင်းကြီးခံစားရဖို့အတွက်ကျွန်တော်တို့တိုက်ပွဲဝင်ခြင်းအပြင်ဖယားကိုအထဲမှာဖြည့်ပေးနေတဲ့ပါရမီကိုကျွန်တော်တို့တိုးရခံစားဖို့ဖြစ်တယ်နောက်ွယ်မှာကျွန်တော်တို့အတွက်နေညမပြတ်ကျေးဇူးပြုနေတဲ့ပုဂ္ဂိုလ်ကတော့ခရစ်တော်ဒီဟုသောမေလခိဇေဒက်ဖယားသခင်ထံတော်မှာဆုတောင်းပေးနေတယ်တင်းရဲ့စိတ်နှလုံးထဲမှာဟာနေတဲ့ကွက်လက်လိုအပ်နေတဲ့လိုအပ်ချက်တင်းနဲ့ကျွန်တော်မမြင်ဘူးမေလခိဇေဒက်မြင်တယ်တင်းနဲ့ကျွန်ုပ်ထဲမှာဘလို့စွမ်းရည်မျိုးလို့လဲဘလို့ပါရမီမျိုးလို့လဲကျွန်တော်မသိဘူးမေလခိဇေဒက်တည်တယ်เนาะနည်းနည်းလေးပြောပြီးအဆုံးသတ်မယ်အဲ့ဒါဘာလဲဆိုရင်အာဗြဟံအဆုံးခံရတဲ့အရာကဘာလဲဆိုရင်အာဗြဟံအရှုံးခံရတာကမျက်စိနဲ့မြင်ရတဲ့အချိန်အစွမ်းဘဏ္ဍာတွေကိုအရှုံးခံရတယ်လောသကိုကယ်လွတ်ခြင်းပေးဖို့အာဗြဟံတိုက်ပွဲဝင်တဲ့အခါမှာသူ့မှာရှိတဲ့အချိန်ကုန်တယ်အစွမ်းကုန်တယ်ခွန်အားကုန်တယ်ဘဏ္ဍာကုန်တယ်ကျွန်းတွေကုန်တယ်ကုန်ခန်းသွားတယ်ဒါပေမဲ့သူပြန်ရတာကသူ့ရဲ့အထဲမှာမကုံမခန်းမလျော့နိုင်တဲ့ရွှေငွေကြောက်ကောင်းပြန်ရတယ်ရွှေငွေကြောက်ကောင်းအာဗြဟံရဲ့အထဲမှာဖြည့်ပေးခြင်းခံရတယ်ဆင်းရဲသောသူကိုချီးငှားသောသူသည်ထာဝရဘုရားကိုချီးငှားသောသူဖြစ်တယ်ကျမ်းစာဒီလိုပြောတယ်အခုဆင်းရဲသောသူကဘာတူလဲကိုနဲ့ဆက်ဆိုင်တဲ့လောသဆင်းရဲတွင်တဲ့ရောက်နေတဲ့အချိန်မှာဘသူကချီးငှားတာလဲအာဗြဟံကချီးငှားတာအဲ့တော့အာဗြဟံပေးလိုက်ရတဲ့ခွန်အားအာဗြဟံပေးလိုက်ရတဲ့အစွမ်းအာဗြဟံကုန်ခန်းသွားတဲ့ဘဏ္ဍာဒါတွေအားလုံးဟာလောသကြောက်ကုန်တာလောသကြောက်ကုန်ရင်အာဗြဟံဒီလောသကိုချီးငှားတော်သူဖြစ်တယ်ဆင်းရဲတော်သူကိုချီးငှားအဲ့ဒီချီးငှားခြင်းကိုဘသူကဘလို့မှတ်လဲဆိုရင်ထာဝရဘုရားကိုချီးငှားတော်သူလို့ဘုရားကမှတ်တယ်ဒါဆိုရင်လှုပ်ဆောင်တာကဘသူအတွက်လဲလောသအတွက်ပဲအကျွေးတင်တာကဘသူပေါ်မှာတင်သွားတယ်လဲဖျားပေါ်မှာအကျွေးတင်သွားတာတင်နဲ့ကျွန်တော်
အစီခံလိုက်တာကကိုနဲ့ဆက်ဆိုင်သောသူအတွက်ပဲတင်းနဲ့ကျွန်တော်အလုတ်ကျွေးပြုတ်လိုက်တာကကိုနဲ့ဆက်ဆိုင်သောသူကိုကျွန်တော်တို့အလုတ်ကျွေးပြုတ်လိုက်ကြတာဒါပေမဲ့ဖခင်ကဘယ်လိုမှတ်လဲအဲ့ဒါငါ့ကိုချီးငားတယ်လို့ဖခင်ကမှတ်တယ်ငါ့ကိုချီးငားတယ်ဒါဆိုရင်ဖခင်ကအကျွေးတင်တယ်လို့ပြောရင်ဖခင်ကဘာပြန်ပေးလဲဖခင်ကကျွန်တော်တို့ကိုရွှေငွေကြောက်ကောင်းပြန်ပေးတယ်တင်းနဲ့ကျွန်တော်ကုန်ခန်းသွားတာကမျက်စိနဲ့မြင်ရတဲ့ရွှေငွေကြောက်အချိန်အစွမ်းဘဏ္ဍာကုန်ခန်းသွားနိုင်တဲ့အချိန်အစွမ်းဘဏ္ဍာတခိုးနိုင်တဲ့အချိန်အစွမ်းဘဏ္ဍာတန်ကြီးတက်နိုင်တဲ့အချိန်အစွမ်းဘဏ္ဍာပိုးရွဖြက်စီးနိုင်တဲ့အချိန်အစွမ်းဘဏ္ဍာတင်နဲ့ကျွန်တော်ကုန်ခန်းသွားတယ်ဒါပေမဲ့ဒီအမှုရာကိုဖခင်ကဘယ်လိုမှတ်လဲငါ့ကိုချီးငားတော်သူလို့ဖခင်ကမှတ်တယ်ဖခင်ကဘာပြန်ပေးလဲဖခင်မှာပြန်ပေးစရာရွှေငွေကြောက်ကောင်းပဲရှိတယ်ဖခင်မှာအကျွေးဆက်စရာရွှေငွေကြောက်ကောင်းပဲရှိတယ်ဖခင်ကျွန်တော်တို့ကိုပြန်ပေးစရာဖခင်ရဲ့ရွှေပဂတိဖခင်ရဲ့တဘာဝပဂတိဖခင်ရဲ့ကြောက်စိတ်တဘောပဂတိဖခင်ရဲ့အည်အသွေးဂုံတက်သည့်ပါရမီတွေကိုပဲဖခင်ကကျွန်တော်တို့ပြန်ပေး။ဘာကြောင့်လဲကျွန်တော်တို့ကကိုယ်နဲ့ဆက်ဆိုင်သောသူကိုယ်နဲ့အမျှချစ်ခြင်းဖြင့်ကျွန်တော်တို့တိုက်ပွဲဝင်တဲ့အခါကုန်ခန်းသွားတာတွေအားလုံးအတွက်ဖခင်ကစင်ရင်မှတ်ထားတယ်။တိုက်ပွဲထဲမှာအာဗြဟံကျသွားတဲ့ချွေးအတွက်ဖခင်စင်ရင်မှတ်ထားတယ်။တိုက်ပွဲထဲမှာအာဗြဟံကုန်ခန်းသွားတဲ့အရာအားလုံးအတွက်ဖခင်ကအကုန်လုံးကိုပြန်ပြီးအကျွေးဆက်တယ်။အာဗြဟံရသွားတာကဘာလဲ။အာဗြဟံရရှိသွားတာကဖခင်ရဲ့တဘောတဘာဝအည်အသွေးတွေကိုအာဗြဟံရရှိသွားတယ်။ဆိုတော့ဒါကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့ခရစ်တော်အားဖြင့်ဖခင်ကျွန်တော်တို့ကိုမဆနေတဲ့ဂျေဇုတော်ဖြစ်တယ်နော်ဆိုတော့မေလခိဇေဒက်ဆိုတာခရစ်တော်ဖြစ်ပြီးမေလခိဇေဒက်ရဲ့ကိုးစားပြုခြင်းသည်ခရစ်တော်ရဲ့ကိုးစားပြုဆုတောင်းပေးခြင်းကိုဆိုလိုတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာအာဗြဟံလိုပဲကိုယ်နဲ့ဆက်ဆိုင်သောသူကိုကျွန်တော်တို့ကိုးစားပြုပြီးမှတိုက်ပွဲဝင်ဖို့အတွက်ဒီနေ့အကြောင်းအားဖြင့်ဝင်ငါပါတယ်ဝိညာဉ်တော်ဖခင်အရောက်ချင်းဆိုင်ကိုတိဆောက်ခြင်းပေးပါစေအာမင်Amen.